မင်္ဂလာပါအခုဖတ်ပြပေးမှာကဆရာဝင်းမြင့်ရဲ့ဗမာပြည်မှာပျော်ပါစေဆိုတဲ့ဘာသာပြန်စာအုပ်ကလေးပဲဖြစ်ပါတယ်အိမ်မက်တစ်ခုဗမာပြည်ကိုကျမမျက်စိဖြင့်မျက်ဝါးထင်ထင်မတွေ့မြင်မီကပင်အိမ်မက်မက်ခဲ့ဘူးသည်ရွှေရောင်ပြောင်ဝန်းနေသောဇေဒီသည်အပြာရောင်နောက်ခံကောင်းကင်တွင်ဝင်ပါလျက်ရှိပြီးလာရောင်ကဇေဒီနှင့်မလန်မကန်းတွင်ချိတ်ဆွဲထားတဲ့ကဲ့သို့ရှိသည်ကျမကဇေဒီပတ်လေကိုစကြဝဠာအတွင်းရှိဂျိုများကနေကိုလှည့်ပတ်နေတဲ့ကဲ့သို့ဇေဒီကိုဖြည်းဖြည်းချင်းလှည့်ပတ်နေခဲ့သည်ထိုစဉ်တွင်နေရအနှံ့မှဒီမှနေပါဟုပြောတံများကြားရသည့်အပြင်ကျမလေကြောင်းအတွင်းမှလည်းထိုစကားကိုပြောကြနေမိသည်နောက်တစ်လအကြာတွင်ကျမရင်ထဲ၌ထိုစကားကိုပြန်လည်ကြားရောက်နေမိပြီးအငားရင်၏ပြတင်းပေါက်မှတဆင့်ရွှေတကုံဇေဒီတော်ကိုဖူးမြော်နေမိသည်ထို့သို့ရွှေတကုံကိုမျက်ဝါးထင်ထင်တွေ့မြင်ရသည့်အခါကျမရင်ထဲ၌အိမ်မက်မက်စင်ကကြားရောက်ခဲ့သောစကားကိုပိတ်တင်ထက်မြကြားရောက်နေမိပဲသည်ကျမဘာကြောင့်ဒီနေရာမှာနေရမှာလဲကျမကဗမာပြည်တွင်နွေရာသီ3 လခန့်သာနေထိုင်ရန်ရောက်ရှိလာခြင်းဖြစ်သည်မြင်ကွင်းအတွင်း၌မြင်သမျှတို့သည်ကျမအိမ်မက်အတွင်း၌မြင်ခဲ့ဘူးသည့်အတိုင်းဖြစ်နေသည်ဆန်းဆန်းပြောင်ပြောင်ခံစားရခြင်းမရှိဘဲကိုယ်အိမ်ကိုပြန်လာတဲ့ကဲ့သို့သာခံစားရသည်နောင်တွင်နေသည့်အတွက်ကြောင့်ထိုကဲ့သို့ခံစားရသည်ကိုကျမသိရှိလာခဲ့ပြီးပထမပိုင်းတွင်လက်ခံနိုင်ခဲ့ခြင်းမရှိပါချေအစပိုင်းတွင်ကျမသည်အိမ်နှင့်ဝေးကွာသည့်တစ်ချိန်တစ်ခါမှမရောက်ဘူးသေးသည့်နေရာသို့ရောက်ရှိနေသည်ကိုပင်မေးလျက်ရှိနေသည်တီဟာနှင့်ကျမမှာခံစားချက်ချင်းပြောင်းပြန်ဖြစ်နေ၏သူ့ကိုအိမ်မက်မမက်မီကပင်အချိန်ပေါင်းများစွာမြင်တွေ့ခဲ့ဘူးပြီးမှအိမ်မက်မက်ချင်းဖြစ်သည်တနည်းပြောရလျင်သူ့ကိုအိမ်မက်ထဲ၌တွေ့မြင်ရခြင်းမှာပထမဦးဆုံးအကြိမ်မြင်တွေ့ခြင်းမဟုတ်တော့ပေအိမ်မက်ထဲတွင်ကျမတို့နှစ်ယောက်စကားပြောကြတော့လေနိုးနေသောအချိန်ပြောကြသည့်စကားများနှင့်မတူပေအိမ်မက်ထဲ၌သူပြောသည့်စကားကိုကျမနားလည်နေတဲ့ကဲ့သို့ကျမပြောသည်ကိုလည်းသူနားလည်နေသည်လက်တွေ့ဘဝတွင်ကျမတို့နှစ်ယောက်သည်နှုတ်ဆက်ရန်ပင်အခွင့်အရေးမရခဲ့ပေရွှေတကုံစီတော့အနီးတွင်တာလျက်ရှိသောလာသည်ရုပ်ရှင်ကြော်ညာပိုစတာတစ်ခုကိုမြင်တွေ့ရတဲ့ကဲ့သို့ရှိ၏ထိုပုံရိပ်သည်မျက်ဝါးထင်ထင်တွေ့မြင်ရသည်ဖြစ်သောကြောင့်လိမ်လေလဲစားသည်ဟုမဆိုသာပေအိမ်မက်ထဲတွင်ကလားဆိုသည့်စကားကိုကြားခဲ့ဘူးသည်ထိုစကားကိုပြောသူတို့သည်ပါဇက်အတွင်းမှတစုံတရာကိုထွေးထုတ်လိုက်တဲ့ကဲ့သို့ရှိသည်ထိုသူတို့ကလားဟုဆိုသူများမှာရိုဟင်ဂျာများဖြစ်ပြီးကျမကိုယ်တိုင်ကဗမာပြည်တွင်မွတ်စလင်များရှိနေသည်ကိုမသိခဲ့ပေရွှေတကုံကိုမြင်သဖြင့်ဗမာပြည်တွင်ဗုဒ္ဓဘာသာထွန်းကားသည်ကိုသိခဲ့သည်ယခုအခါတွင်မူအခြားအမှတ်ရစရာများလည်းရှိလာခဲ့သည်ကျမနာမကျန်းဖြစ်ပြီးအိယာထဲ၌လဲနေသည်မတ်တက်ရရန်ပင်မစွမ်းသာခဲ့ပေသတင်းစာများတွင်ဖော်ပြထားသောဓာတ်ပုံတစ်ပုံမှာမိရှို့ခံထားရသည့်ပုံဖြစ်သည်ပထမပိုင်းတွင်ကျမနားမလည်ခဲ့တော့လဲနောင်တွင်ထိုပုံမှာလူသေးအလောင်းတစ်ခုကိုမိရှို့ထားပုံဖြစ်ကြောင်းသိရှိခဲ့ရသည်တီဟာ၏မျက်နှာတွင်ကြောက်ရွံ့ထိတ်လန့်မှုဖြင့်ကျမအခန်းသို့ရောက်လာခဲ့သည်ဗန်နီကလက်ဝှေ့ရမ်းပြနေပြီးကျမကမူစစ်ကားတစ်စီးအတွင်း၌ရောက်ရှိနေခဲ့သည်ဗန်နီခြုံထားသောသင်္ကန်းများသည်သူ့ကိုယ်ပေါ်မှသွေးများကိုခြောက်သွေ့စေခဲ့သည်ရွှေတကုံစေရီကိုပြန်မြင်ရောက်လာသည်18 နှစ်အရွယ်မိန်းကလေးတစ်ယောက်သည်သူမြည်သည့်အခါမှမရောက်ဘူးသောနေရာတစ်ခုကိုအိမ်မက်ထဲတွင်မြင်မက်ခဲ့ပြီးအဖြစ်အပျက်များသည်စိုးဝါးလွန်လာသည်ကျွန်တော်ပတ်ဝန်းကျင်၌ရှိသောသူများသည်မှန်ကန်နေပြီးကျမတဦးတည်းကသာလျှင်ခံစားနေရသည်နှင့်တူသည်ကျမကမူကျမခံစားရသည်ကအမှန်ဖြစ်သည်ဟုယူဆပါသည်အထူးသဖြင့်အိမ်မက်ထဲကနေရာကိုရောက်ရှိလာချိန်တွင်ကျမအတွေးတို့သည်မှန်ကန်သည်ဟုယူဆပါသည်သို့သောနှစ်ဖက်နှစ်လမ်းလည်းရှိနိုင်ပါသည်ကျမကမှန်ကန်သည်ဟုထင်တော်လဲမှားယွင်းသည်လည်းဖြစ်နိုင်ပါသည်
ကိုဦးအဒဲလာဖရော့စ်၏ဘဝတွင်ဗမာဆိုသည်ကိုလူတစ်ယောက်ရွတ်ဆိုနေတန်ကြားခြင်းကစတင်ခဲ့သည်အဂါတန်ဖီးစ်အကယ်ဒမီ၏စားတောက်ဆိုင်တွင်ထိုသူသည်အသက်မှန်မှန်ရှူရန်ဆူရှီလိတ်နေခဲ့သည်သူ့နှုတ်ဖျားမှတပ်ပေတက်တာအဝေယာဟောတုတပ်ပေတက်တာအပြာပစ္စာဟောတုသူ့အတန်မှာတူတူညင်သာဖြစ်ပြီးသူ့နှုတ်ခမ်းများမှလည်းလှုပ်သည်ဆိုရုံမျှသာလှုပ်နေသည်သူရွတ်ဆိုနေသောစကားလုံးများသည်သူ့လေကြောင်းအတွင်မှထွက်ပေါ်လာဟန်ရှိသည်သူ့အတန်မှာတိမ်မွေ့ညင်သာပြီးအဒဲလာရုတ်တရက်သတိမပြုမိခဲ့ပြီသူရောက်လာသည်ကနေ့လည်စာစားသုံးရန်အတွက်ဖြစ်ပြီးအနှဲငယ်စောနေသဖြင့်ဆိုင်တွင်၌လူရှင်းတိတ်ဆိတ်နေသည်သူ့အသားအရည်မှာကြီးနီအောင်ဖြစ်ပြီးသပင်ကအနက်ဖြစ်သည်ခေါင်းပေါ်တွင်အဖြူရောင်အုတ်ထုပ်နှင့်ကိုယ်ပေါ်တွင်အစားအသောက်ချက်သူများခါးစီးလေးရှိသောဧပရွန်ကိုဝတ်စီထားသည်အဒဲလာသူ့ကိုဤနေရာတွင်ရခင်ကမမြင်ခဲ့ဘူးပေဤဆိုင်မှာဆူရှီမှာစားသုံးဖွယ်ရာအသစ်တစ်ခုဖြစ်သည်ဤဆိုင်ကသမီးအတွက်အစမ်းအကျယ်တွေတွေ့လိမ့်မယ်ဟုဒယ်ဒီကပြောခဲ့ဘူးသည်အဒဲလာကဆူရှီကောင်တာကိုဖြတ်ကာသွားစဉ်ထိုသူ၏အတန်ကိုကြားလိုက်ခြင်းဖြစ်သည်သူ့ကိုလှမ်းကြည့်လိုက်ရာရင်ဘတ်တွင်ချိတ်ဆွဲထားသောအမည်ကပ်ပြား၌အိုနှလုံးသာရေးထားသဖြင့်အမည်ဟုတ်မဟုတ်မတိကြလာပေခွင့်ပြုပါနော်သူကမော့ကြည့်လိုက်သည်ရုတ်တရက်အိယာမှလန့်နိုးသွားတဲ့ကဲ့သို့ဖြစ်သွားသည်သူ့မျက်လုံးနက်နက်များဖြင့်အဒဲလာအားကြည့်လိုက်သည်ရှင်ဘာတွေပြောနေရလဲကျွန်တော်ကဗုဒ္ဓရဲ့အဆုံးအမတွေကိုရွတ်နေတာပါအတိတ်ပဲကတော့တက်ရှိတော်ဝါအလုံးဘေးအန္တရာယ်ကကင်းလွတ်ကြပါစေပေါ့။အိုးအဒဲလာကသူ့မျက်နှာကိုနီးနီးကပ်ကပ်ပင်ကြည့်လိုက်သည်။သူ့အသက်မြည်များရှိမည်ကိုခန့်မှန်းရန်ခက်လာသည်။အသားအရည်ကလည်းချုံးမွတ်နေသည်။သို့တော့သူ့မျက်လုံးများ၏အဖြူသားနေရာတွင်အဝါရောင်တန်းနေ၏။နှကမ်းမွေးရေးရေးရှိပြီးရိတ်လောက်အောင်လည်းမထူပေထိုနှကမ်းမွေးပပတို့ကသူ့နှကမ်းပေါ်တွင်နေရာယူထားကြသည်ရှင်ကဖုန်ကြီးလားသူကလက်ထဲမှဓားကိုချလိုက်သည်ကျွန်တော်ရက်တပတ်တော်တော်များများဖုန်ကြီးဖြစ်ခဲ့ဘူးပါတယ်ကျွန်တော်ငယ်ငယ်တုန်းကပေါ့ဒါပေမဲ့အခုအချိန်မှာတော့ကျွန်တော်နိုင်ငံမှာရှိတဲ့သူအလုံးကဒီစကလုံးတွေရဲ့အတိတ်ပဲကိုနားလည်နေကြပါပြီရှင်ကဘယ်ကလဲဗမာပြည်ကသူကရင်ဘက်တွင်ချိတ်ဆွဲထားသောတစိမ့်တစ်ခုကိုပြသည်ထိုပုံ၏အောက်တွင်အဝိုင်းကလေးများနှင့်ဖွဲ့စည်းထားသောစလုံးလေးများရှိသည်တတိရှိပါတဲ့အဲ့ဒီစကလုံးအတိတ်ပဲကဘာလဲတတိရှိပါလို့ပြောတာကျွန်တော်တို့နိုင်ငံမှာဒီမိုကရေစီရဖို့အတွက်ဘုံတော်ကြီးတွေကတိုက်ပွဲဝင်နေကြတယ်အချိန်အားဖြင့်နေ့လယ်7 နာရီခွဲသွားပြီဖြစ်၍ကျောင်းသားများစားတောက်ဆိုင်အတွင်းသို့ဝင်လာကနေရာယူကြပြီးသူတို့ဖုံးများကိုကြည့်နေကြသည်ဗမာပြည်သူမကရွတ်ဆိုကြည့်လိုက်သည်သူကပြုံးလိုက်သည်မင်းနာမည်ဘလို့ခေါ်တယ်လဲသူကမေးလာသည်သူပြောသည်ကတလုံးချင်းဖြစ်သဖြင့်ထိုစကားပြောနိုင်ရန်အကြိမ်ကြိမ်လက်ကျန်ထားပုံရသည်အဒဲလာသူမကဖြေလိုက်သည်ဤနာမည်ကိုဖြေဆိုရတိုင်းရှေးဟောင်းတန်နာရီထဲမှမင်းသမီးတစ်ပါး၏နာမည်ကိုရွတ်ဆိုရတဲ့ကဲ့သို့အဒဲလာကဂုဏ်ယူလာသည်ထိုမင်းသမီးသည်ရဲရင်တတ်တည်ရှိသူဖြစ်သည်အဒဲလာသူကလိုက်ဆိုသည်ရှင့်နာမည်ကရောဦးလားကိုဦးပါသူကဖြေသည်နောက်ဆုံးစလုံးတို့သည်အတန်ရှိရှိဆွဲရသည်ကိုသတိပြုမိ၏အဒဲလာ၏နားထဲတွင်ငှက်တကောင်၏အော်တန်နှင့်တူလာသည်ကျမကဆယ်မွန်9ကင်နဲ့ထမင်းစားခြင်းလို့ပါဟုမှားကြားလာသောမိန်းကလေးတယောက်၏အတန်အဒဲလာဘေးမှပေါ်ထွက်လာသည်ဦးကအတန်ခက်တွတ်တွတ်ခေါင်းငိမ့်လိုက်ပြီးအဒဲလာကိုနှုတ်ဆက်လိုက်တဲ့ကဲ့သို့ရှိသည်ထို့နောက်သူ့လှုပ်လက်ဆဆူရှီကိုဆက်လုပ်နေ၏ကြည်ရသည်မှာဆိုင်ရှင်များကကျောင်းသားများနှင့်စကားမပြောရန်တားမြစ်ထားပုံရသည်ဦးသည်သူ
သူ့ဆူရှီအလုပ်ကိုဆက်လက်လုပ်ကိုင်ရန်သူရွတ်ဆိုမြဲဖြစ်သောဖျားစာကိုဆက်လက်ရွတ်ဆိုနေသဖြင့်အဒဲလာကအတုတ်ကောင်းသားရှိရာဘက်သို့ထွက်လာခဲ့သည်အဒဲလာ၏ဘဝတွင်ဤနေရာသည်မမတ်တင်တင်ဖြစ်ရမည့်နေရာတစ်ခုဖြစ်လိမ့်မည်ဟုမမျှော်လင့်ခဲ့ပြီထိုနေ့သည်မတ်လ၏နေ့တစ်နေ့ဖြစ်ပြီးနယူးအင်္ဂလန်ဟုခေါ်သည့်မြို့သေးသေးကလေးတွင်ဖြစ်သည်ကယ်ကူလာနှင့်ကမ္ဘာစာပေဟူသည့်စာသင်ခန်းနှစ်ခန်းသာရှိပြီးနောင်တွင်ယူပဗေဒစာသင်ခန်းတစ်ခုပေါ်ပေါက်လာခဲ့သည်သာရှိသည်ပွဲနှင်းသဖြင့်အခမ်းအနားနီးကပ်လာခဲ့ပြီးကျောင်းသူကျောင်းသားအားလုံးနွေရာသီကျောင်းပိတ်ရက်အမိသင်ခန်းစာအားလုံးလက်စတက်ကြရမည်အပြင်ခရီးများလည်းထွက်ကြရမည်ဖြစ်သည်သို့သောအဒဲလာကမူနွေရာသီကျောင်းပိတ်ရက်ကို DC တွင်ဂရက်နှင့်အတူသွားမည်ဟုစီစဉ်ထားသူဖြစ်သည်သို့သောဂရက်သည်ဆောင်းရာသီကျောင်းပိတ်ရက်များကလေးကပြန်မလာတော့သဖြင့်အဒဲလာမှာတယောက်တည်းကြံခဲ့သူဖြစ်သည်ယခုအခါတွင်မူအဒဲလာသည်ဒယ်ဒီ၏ဖုန်ထူလာသောနေအိမ်ရှိရာဟတ်ဖို့သို့သွားလိုလင်းသွားသို့သည်မဟုတ်မာမီရှိရာ DC သို့သွားလူကသွားနိုင်မည်ဖြစ်သည်ဟတ်ဖို့တွင်အဒဲလာ၏မိတ်ဆွေအချို့ရှိသည်သို့သောဟတ်ဖို့ကိုသူမသွားလိုပေလွန်ခဲ့သည့်၄နှစ်ကအဂါတန်ဖီတက္ကသိုလ်မှပညာသင်ထောက်ပံ့ကြေးရခဲ့ဘူးပြီးထိုစဉ်ကအလွန်ပြင်းစရာကောင်းသောယူနီယံမြို့သို့သွားခဲ့ဘူးသည်ထိုစဉ်ကသူမ၏ဖခင်ကလုပ်ငန်းတချို့စတင်လုပ်ကိုင်စေခဲ့တော်လဲမြည်သည့်အလုပ်ကိုမျှအဆုံးမတတ်နိုင်ခဲ့ပြီဒယ်ဒီနှင့်သာနေရပါကဤသို့ပင်မရေရာသောအနာဂတ်ကိုပိုင်ဆိုင်ရလိမ့်မည်ဟုအဒဲလာနားလည်ခဲ့သည်မာမီကမူရည်ရွယ်ချက်ကြီးကြီးထားကစူးစမ်းစေခြင်းသည်အဒဲလာသည်ယခုနနက်တွင်ယူပဗေဒသင်တန်းမတက်ဘဲကျောင်းလစ်ခဲ့ပြီးမစ္စပတ်မန်ဂိမ်းကိုထိုင်ကစားနေခဲ့ရာတပွဲမျှမနိုင်ခဲ့ပေကိုဦးအဆိုအရဘုံတော်ကြီးများသည်ဗမာပြည်တွင်ဒီမိုကရေစီရရှိရေးတောင်းခံနေသည်ဆိုသည်မှာစိတ်ဝင်စားစရာကောင်းလာသည်ရက်အနည်းငယ်အကြာတွင်အဒဲလာသည်ဖြက်လန်းတစ်ခုမှဖျက်လျှောက်လာရင်းကိုဦးကိုလက်ဖက်ရည်ဆိုင်၏စပွဲတစ်လုံးတွင်ထိုင်နေသည်ကိုတွေ့လိုက်ရသည်ထိုနေ့သည်ရက်တစ်ပတ်အတွင်းရာသီဥတုအကောင်းဆုံးနေ့လည်းဖြစ်သည်ကိုဦးရှိရာသို့အဒဲလာလျှောက်သွားချိန်တွင်သူကခရီးဥကြိုပြုသည့်အနေဖြင့်ခေါင်းငိမ်ပြသည်ဟေးအဒဲလာကစတင်နှုတ်ဆက်လိုက်သည်မက်အဒဲလာနေကောင်းလားဟုသူကမေး၏ပြန်ပြောရမှာကနေကောင်းတယ်နေကောင်းတယ်သူသည်လက်ထဲတွင်အစိမ်းအောင်ဆေးလိပ်တစ်လိပ်ကိုကင်ကတောက်နေ၏မိခိုးများမှတဆင့်ရရှိလိုက်သည့်အနံ့ကမိဝုံပွဲများတွင်ရရှိသည့်အနံ့နှင့်ပင်တူသေးသည်စားတောက်ဆိုင်တွင်ဆူရှီလိပ်စင်ကသူ့ဦးခေါင်းပေါ်၌အုတ်ထုပ်အမြဲဆောင်ထားခြင်းကြောင့်သူ့စပင်ပုံစံကိုအကဲခတ်ခွင့်မရခဲ့တော့လဲယခုမူအုတ်ထုပ်ဆောင်မထားခြင်းကြောင့်သူ့စပင်များသည်အခွေအလိမ်များရှိနေကြောင်းသတိပြုမိလိုက်သည်နေကောင်းလားဟုသူကထပ်မံပြောပြန်သည်နေကောင်းတယ်အဒဲလာဆိုလိုက်သည်ဗမာစကားသင်ကျင်သလားဟုသူကမေးလိုက်ရာအဒဲလာကမော့ကြည့်လိုက်ချိန်တွင်သူ့စပင်တချို့သည်မျက်နှာပေါ်သို့ဝဲကျနေကြောင်းမြင်လိုက်ရ၏ညိုမောင်းနေသောသူ့လက်ချောင်းများကသူတောက်နေသည့်ဆေးလိပ်ကိုကင်ထားသဖြင့်အဒဲလာငေးမောကြည့်နေမိသည်သူမြင်ခဲ့ဘူးသောယောက်ျားတချို့၏လက်ချောင်းများနှင့်ကွာခြားလာသည်သူ့လက်သေးများမှာခပ်ပြားပြားဖြစ်ပြီး4000ကျပ်လည်းရှိသည်သူ့လက်မအောက်တွင်ဒဏ်ရာတစ်ခုရှိသည်ကိုလည်းသတိထားမိသည်တင်ကျင်နာပေါ်ဟုဖြေလိုက်၏သူတို့သည်ထိုနေရာတွင်ရဲတပတ်ပေါင်းများစွာအကြိမ်ပေါင်းများစွာစုံတွေ့ပြကြသည်ဦး၏နေ့လည်စာစားချိန်အားလတ်သောအခါများမှာအဒဲလာ၏ဒုတိယမြောက်စာသင်ချိန်နှင့်တိုက်ဆိုင်သည်တွေ့ရပံများသည့်အခါဦး၏နာမည်အပြည့်အစုံမှာဦးထက်ဝင်းဖြစ်သည်ကိုသိလာရ၏သို့သောသူကအဒဲလာအားကိုဦးဟူသာခေါ်ရန်ပြောထားသည်သူရှင်းပြချက်များအရကိုဆိုသည်မှာဗမာစကားတွင်မိမိထက်ကြီးသောအမျိုးသားကိုရည်ညွှန်းသည့်စကားလုံးဖြစ်ကြောင်းသိရသည်သူဘဝဇာတ်ကြောင်းကိုအပြည့်အစုံသိလိုက်ရတွင်ကိုဦးသည်အဒဲလာ၏ဖခင်အရွယ်ရှိသည်ကိုနားလည်လိုက်ရသည်ကိုဦးသည်
အမေရိကန်ပြည်ထောင်စုသို့1996ခုနှစ်တွင်နိုင်ငံရေးခိုလုံသူအဖြစ်ရောက်ရှိလာသူဖြစ်သည်သူပြောသည့်အတိုင်းဆိုလျှင်ဗမာဆူရှီမာဖီးယားသို့ရောက်ရှိသွားပြီးအာရှတိုက်မှလူတော်တော်များများအမေရိကန်ပြည်ထောင်စုသို့ရောက်ရှိလာခြင်းတွင်ဂျပန်စားတောက်ဆိုင်များ၌ဆူရှီလိပ်ကြရသည်ဟုသိရသည်အဆက်အသွယ်များကြောင့်ကိုဦးသည်နယူးယောက်မြို့၌ပထမဆုံးအလုပ်အဖြစ်ဆူရှီလိပ်သည့်အလုပ်ကိုအခြားဗမာများနေတူဘတ်စကားကိုအချိန်ခက်ကြာစီးကာလုပ်ခဲ့ရသူဖြစ်သည်အဒဲလာကကိုဦးရွတ်ဆိုနေသည့်စကားများ၏အတိတ်ဘယ်ကိုပြည့်စုံနားလည်လိုလာသည်သို့သောကိုဦးကထိုစကားများ၏အတိတ်ဘယ်တိတိကျကျကိုဖုံးတော်ကြီးများသာလျှင်ရှင်းပြနိုင်လိမ့်မည်ဟုဆိုသည်စကားလုံးများသည်ရှေးအစဉ်အဆက်သုံးဆွဲခဲ့သောပါဠိစကားလုံးများဖြစ်ပြီးသူ့အနေနှင့်ပြည့်စုံအောင်ရှင်းပြနိုင်သည့်အရေးအချင်းမရှိဟုဆိုသည်ကိုဦးကအဒဲလာအားဗမာစကားသင်ပေးမည်ဆိုတော့လဲစကားသင်သည်ကခက်နေဖြစ်ပြီးထွေအားလေးပါပြောကြသည်ကများသည်ကိုဦးကသူ့နိုင်ငံအကြောင်းကိုပြောပြ၏အဒဲလာကကိုဦးအနေနှင့်ဘာကြောင့်များသူ့နိုင်ငံအကြောင်းကိုပြောနေသည်ဆိုသည်ကိုနားမလည်နိုင်ခဲ့ပြီသူကိုထိုအကြောင်းများပြောပြဖို့လဲမတောင်းဆိုခဲ့ဘူးပေသူ့ဗမာမိတ်ဆွေများကလည်းထိုအကြောင်းအရာနှင့်ပတ်သက်လင်ကြုံခဲ့ဆုံခဲ့သည့်အကြောင်းအရာများစွာရှိခဲ့ကြသည်သူသည်အခြားအမေရိကန်မိတ်ဆွေများရှိပုံမရပေအကြောင်းပြချက်မည်သို့ရှိသည်ဖြစ်စေကိုဦးသည်အဒဲလာအားစကားပြောဖို့တဦးအဖြစ်သဘောထားပုံရသည်သူစပြောသည်မှာတကဘာလုံးကစိတ်ဝင်စားခဲ့ကြသည့်ရွှေဝါရောင်တော်လန်ရေးအကြောင်းဖြစ်သည်လွန်ခဲ့သည့်နှစ်အနည်းငယ်ကရွှေဝါရောင်သင်္ကန်းများဝတ်ဆင်ကြသည့်ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများသည်ကိုဦး၏ရင်ဘတ်တွင်တက်ဆင်ထားသောတစိ့တွင်ပါသည့်ဘုန်းတော်ကြီးများကဲ့သို့လမ်းမများပေါ်၌စစ်သားများနှင့်ရင်ဆိုင်တွေ့ခဲ့ကြသည်သူတို့ကနှစ်ပေါင်း50ကျော်ကြာအောင်စိုးမိုးအုပ်ချုပ်ခဲ့သောအုပ်ချုပ်ရေးစနစ်ကိုအဆုံးသတ်ရန်တောင်းဆိုခဲ့ကြသည်သူတို့ရွတ်ဆိုသောစကားများမှာဗုဒ္ဓဘာသာဝင်တို့၏ဖျားစာများသာဖြစ်သည်ထိုစာသားတို့မှာကိုဦးရွတ်ဆိုနေသည့်စာသားတို့ပင်ဖြစ်မည်ဆိုသည်ကိုအဒဲလာသဘောပေါက်ခဲ့သည်1988ခုနှစ်တွင်ဒီမိုကရေစီအရေးတော်ပုံပေါ်ပေါက်လာသောအခါ၌လည်းကိုဦးသည်ပါဝင်ဆင်နွှဲခဲ့သည်ထို့နောက်တောတွင်သို့ဝင်ရောက်ကကျောင်းသားတပ်များတွင်အဖွဲ့ဝင်ဖြစ်လာခဲ့သည်ကျောင်းသားများနှင့်အတူလူနည်းစုဖြစ်သောအခြားတိုင်းရင်းသားများကလည်းဗမာတပ်မတော်ကိုတိုက်ပွဲဆင်နွှဲလျက်ရှိသည်ထိုအချိန်ကလှုပ်ရှားမှုကြီး၏ခေါင်းဆောင်မှာအမျိုးသမီးတဦးဖြစ်ပြီးသူမ၏အမည်မှာအောင်ဆန်းစုကြည်ဖြစ်သည်စစ်အစိုးရကသူမအားနေအိမ်တွင်အကျဉ်းချထားခဲ့ကြသည်2010ပြည့်နှစ်တွင်အောင်ဆန်းစုကြည်အားလွှတ်ပေးခဲ့ပြီးတပ်မတော်ကနောက်ဆုံး၌ပါတီစုံရွေးကောက်ပွဲတရက်ကျင်းပပေးခဲ့သည်သို့သောကိုဦးကအဒဲလာအားပြောပြသည်မှာရွေးကောက်ပွဲရလဒ်များကိုစစ်အစိုးရကလစ်လျူရှုခဲ့သည်ဟုဆိုသည်စစ်တပ်ကအရာရာကိုထိန်းချုပ်ထားမြဲဖြစ်သည်ဖြင့်ဗမာပြည်မြောက်ပိုင်းတွင်တိုက်ပွဲများဖြစ်ပွားလာခဲ့သည်အစိုးရဒီမိုကရက်တစ်မြန်မာဟုနာမည်ပေးတော်လဲထိုလို့ရမှာအလိမ်အညာသာဖြစ်သည်အဒဲလာသည်ကိုဦးပြောသည်များကိုကောင်းစွာနားလည်မှတ်သားခဲ့သည်တာမန်အားဖြင့်ဆိုလျှင်အဒဲလာသည်နိုင်ငံတကာအရေးကိုစိတ်ဝင်စားသူမဟုတ်ပေသူသည်စာပေကိုသာလျှင်စိတ်ဝင်စားသူဖြစ်သည်သူနှင့်အတွဲညီသည့်ဂရက်သည်ယခုဆိုလျှင်နိုင်ငံရေးသိပ္ပံအဓိကထားသင်ကြားလျက်ရှိပြီးသူအားအမြဲတစေသတိပေးလျက်ရှိသည်သို့သောကိုဦးနှင့်စကားပြောရာတွင်မူအဒဲလာသည်တမျိုးတစ်ဖုံပြောင်းလာခဲ့၏ဗမာပြည်သမိုင်းကိုကိုဦးကစာမျက်နှာတစ်မျက်နှာချင်းတင်ကြားပို့ချပေးတဲ့ကဲ့သို့ရှိခဲ့သည်ကိုဦးထံမှများကြားရလေစိတ်ဝင်စားမှုပိုလာလေဖြစ်ခဲ့သည်ထို့ကြောင့်အဒဲလာကသူဖြစ်ပျက်ခံစားနေရသည်မှာ Heart of Darkness စာအုပ်ကိုဖတ်နေရသည်နှင့်တူသည်ဟုခံစားမိသည်ထိုဝတ္ထုကိုဖတ်လိုက်တိုင်းအထူးအဆန်းတစ်ခုတွေ့လေရှိပါသည်ထိုဝတ္ထုထဲ၌ကိုလိုနီဝါဒ၏ခါးသီးသောအမှန်တရားသည်လူသားတို့၏စိတ်ဓာတ်ကိုနက်နက်ရှိုင်းရှိုင်းဖော်ပြနေခြင်းဖြစ်သည်ဟုရေးသားထားသည်ကိုဖတ်ရှုခဲ့ရသည်ထိုအကြောင်းအရာကို
အဒဲလာကသူမ၏စာစီစာကုန်းတွင်ထဲသွင်းဖို့ရေးသားခဲ့ဘူးသည်သို့သောထိုဝတ္ထုဇက်ကောင်ကပ်စ်နှင့်မာလိုတို့မှာတက်ရှိဇက်ကောင်များမဟုတ်ကြပေကိုဦး၏ဗမာပြည်မှာမူလက်ရှိရှိနေသောနိုင်ငံတစ်ခုဖြစ်သည်ကိုအဒဲလာသတိထားမိသည်သူတို့နှစ်ယောက်ထိုင်ကကိုဦးကဒိုင်ကန်စကားပြောတတ်သည်ပထမပိုင်းတွင်ကိုဦးပြောသောအကြောင်းအရာတို့ကိုယုံကြည်ရန်ခက်လာပါသည်ထိုအကြောင်းအရာတို့သည်သူမ၏ဒယ်ဒီကကလေးဘဝတွင်ဖတ်ပြခဲ့သောဂရိတန်နာကြီးများ၌ပါဝင်သည့်အချက်များနှင့်ပင်တူလာသည်ဥပမာဆိုလျှင်ကိုဦး၏မိသားစုသည်ဗမာပြည်၏အာဏာရှင်နေဝင်းကဗမာငွေများတရားဝင်အဖြစ်မှရစဲလိုက်သည်ဟုကြေညာလိုက်ချိန်တွင်အသက်ဆုံးရှုံးခဲ့ကြရသည်ဟုဆိုသည်နေဝင်းကထိုးထိုးကြေညာခြင်းမှာသူ၏ဘေးရင်ဆရာများကကြားရောက်သောအသက်အတွက်ရရာချေသည့်အနေဖြင့်လှုံ့ဆော်ခြင်းဖြစ်သည်ဟုဆိုသည်ထို့ပြင်နေဝင်းသည်ဗုဒ္ဓမော်တော်ယာဉ်များ၏လမ်း၏ညာဘက်မှကပ်မောင်းရမည်ဟုကြေညာခဲ့ပြန်သည်သူကိုယ်တိုင်ကမူကိုပိုင်ကောက်ကွင်းတွင်အချိန်ဖြုံးနေခဲ့၏သူသည်ဆန္ဒပြနေသောចောင်းသားများအားတပ်ဖြတ်ရန်လဲစစ်တပ်အားအမိန့်ပေးခဲ့သည်လမ်းများပေါ်တွင်ចောင်းသားတို့၏သွေးများကျဆင်းခဲ့ရသည်ကိုဦးပြောဖက်များလာသည့်အခါအဒေလာသည်ယုံစားပြုလာ၏စစ်တပ်တတက်၏တည်ရမှုသည်တော်ရင်းသို့ဝင်ရောက်ကစားတောက်ရန်အတွက်တရိษံများကိုတပ်ဖြတ်တကဲ့သို့တော်ရင်း၌ရှိနေသောတပုံများကိုတပ်ဖြတ်ခဲ့ကြသည်ကိုဦးကပြောပြရ၌စစ်သားတယောက်ကိုတက်ရင်လူတယောက်ရရင်ဒဏ်ရာရအောင်လုပ်ရတယ်၃ယောက်မိလာတယ်ဆိုရင်တော့2ယောက်ကကြံတယောက်ကိုတက်ရတယ်ဟုဆိုသည်စာကလေးဟုသူ့ကိုခေါ်ကြပြီးခေါ်ရခြင်းအကြောင်းမှာလင်မြန်တွက်လက်ခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်ကိုဦးကပြောပြရ၌သူမိခင်ကသူ့အတွက်ပေးထားသောသိငယ်လာသည့်ဗုဒ္ဓကျေးစင်းတုတော်ကသူ့ကိုအကာအကွယ်ပေးသည်ဟုဆိုသည်ထိုစင်းတုတော်ကိုပလတ်စတစ်ဖြင့်ပတ်ကကိုတွင်ဆောင်ထားခြင်းကြောင့်တနက်ထိမှန်ခြင်းမရှိဘဲရှောင်ကွင်းစေသည်ဟုဆိုသည်အဒဲလာနှင့်တွေ့ချိန်တွင်ကိုဦးလည်းပဲ၌ရင်းစင်းတုတော်ကိုဆွဲထားစေပင်ဖြစ်သည်ဗမာပြည်တွင်သူ၏ဇနီးကြံရစ်သည်ဟုဆိုသည်သူမသည်အမေရိကန်ပြည်ထောင်စုသို့လိုက်လာရန်အခွင့်မသာသေးပေတစ်ကြိမ်တွင်မူကိုဦးကသူဇနီးသည်ဆုံးသွားပြီဟုဆို၏ကိုဦးပြောသောအကြောင်းအရာများတွင်အမြဲတစေပြောင်းလဲမှုတွေရှိနေတတ်ပါသည်နာမည်တွေမှလည်းတစ်ခုထက်ပိုပြီးရှိတတ်သည်ထို့အတူအတိတ်ဇာတ်ကြောင်းတို့မှလည်းတစ်ခုထက်ပိုပြီးရှိပြန်သည်သို့သောအဒဲလာကမူဆွေးမြဲယုံကြည်မှတ်သားထားသည်တခါတရံတွင်ညစ်တကောင်နိုးလာသည့်အခါကိုဦးပြောသောအကြောင်းအရာများကိုပြန်ပြောင်းသတိရတတ်ပြန်သည်ဗမာပြည်သို့သွားရန်တွေးဆောင်ခဲ့သူမှာအဒဲလာ၏အခန်းပေါ်ဖြစ်သည့်လီနာဖြစ်သည်လီနာကအဒဲလာနှင့်ကိုဦးခင်မင်မှုကိုအားပေးသည်ကိုဦးသည်အဒဲလာ၏အတွဲဖြစ်သောဂရက်ဂျိုးဆက်ကောနက်တို့နှင့်မတူဟုဆို၏အေဗီလာ၏တညတွင်လီနာနှင့်အဒဲလာတို့သည်သူတို့နေသောအဆောင်၏ခေါင်မိုးတက်တွင်ထိုင်ကာလက်ဖက်ရည်တောက်နေကြသည်အပေါ်စီးမှနေ၍ခက်လန်းလန်းတွင်ရှိသောတောအုပ်ကိုမြင်နေရ၏သူတို့နှစ်ယောက်သည်ထိုတောအုပ်ကိုကြည့်ရန်အနာဂတ်အကြောင်းဆွေးနွေးမိကြသည်နင်ဘလောက်စုမိပြီလဲအဒဲလာကမေးသည်15000လောက်တော့စုမိပြီလီနာသည်အိုရီဂုံသို့စပိန်ဖြင့်သွားကာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုအတွက်ရန်ပုံငွေရှာသူဖြစ်ပြီးနွေရာသီတစ်ခုလုံးရန်ပုံငွေရှာမည်ဖြစ်သည်တကယ်တမ်းတွင်မူလီနာသည်သူမမျှော်လင့်တီထက်ပုံမူရရှိနေပြီး Facebook တွင်ဖော်ပြလိုက်ရာကရန်ပုံငွေတိုးပွားလာခြင်းဖြစ်သည်ဖျားသခင်နင်တော်တော်ရနေပြီပဲအဒဲလာကအံ့အားသင့်စွာဖြင့်ဆိုလိုက်သည်အဒဲလာကလီနာအားချီကျူးအားကြသည့်မျက်နှာပေးဖြင့်ကြည့်နေမိသည်ငါကတော့အတိတ်မှာပဲအိပ်ပျော်နေတော့မှုထင်ပါရဲ့ဟာငါဘာလုပ်ချင်တယ်လဲဘာလုပ်ရမလဲဆိုတာတော့မသိတော့ပါဘူးနင်ကဘာလုပ်ချင်လို့လဲမသိပါဘူးဟာဆူရှီပဲလဲရမလားစာရေးဆရာပဲလုပ်ရမလားအဒဲလာကရေရေမောမောဆိုသည်သို့တော်လီနာကမူ
အလေးအနက်ထားသည့်မျက်နှာဖြင့်ကြည်နေ၏နှစ်စီကတဆင့်ငါကြားတဲ့ဇလံတွေမှတ်မိနေတယ်အဒဲလီနာကခေါင်းကလေးကိုစောင်းကဆက်ပြောရမည့်စကားကိုရပ်ဆိုင်ထားသည်ပြောတဲ့မပြောတဲ့ချင်ချိန်နေပုံရ၏ပြောလီငါကြောက်လို့ပါသူပြောသည်မှာမှန်သည်ဟုအဒဲလာနားလေသည်သူကိုယ်တိုင်ကလည်းကြောက်တတ်ပါသည်ဘာကြောင့်ကြောက်သည်ဆိုသည်ကိုနားမလည်နိုင်ပေသူကိုယ်၌လည်းကိုဦးမဟုတ်တက်မတော်လက်မှလွတ်မြောက်ရန်ထွက်ပြေးလာသူမဟုတ်ထောင်ထဲတွင်ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူမဟုတ်တော့ပါပြီဟာနင်အေးစစ်စစ်ဒီစီကိုပဲသွားလိုက်ပါဟိုရောက်သွားရင်နင့်အမေကနင့်အတွက်တခုခုစီစဉ်ပေးနိုင်မှာပါအဒဲလာဤလေချောင်းတွင်၌တခုခုစိုးနှင့်လာတကယ်သို့ခံစားလိုက်ရသည်အခြားသူများသည်သူတို့ကိုသူတို့ဘာလို့ရမည်ဆိုသည်ကိုနားလည်နေကြသည်ဆိုကြပါစို့ဂရက်သူနှင့်နောက်ဆုံးတွေ့စဉ်ကပြောခဲ့ကြသောစကားကိုသတိရနေမိသည်သူစကားကြောင့်ဘာလို့ရမည်ဆိုသည်ကိုအဒဲလာနားလည်လာခဲ့သည်နောက်နောင်တွင်လည်းဆက်သွယ်ရန်မလိုတော့ဟုဆုံးဖြတ်ခဲ့မိသည်ရှင်ရှေ့လျှောက်ဘာတွေလုပ်မယ်လို့စိတ်ကူးထားလဲဟုအဒဲလာကဂရက်အားမေးမြန်းခဲ့သည်နွေရာသီကျောင်းပရက်အစီအစဉ်များတိုင်ပင်ရန်အဒဲလာကစကားဆလိုက်ခြင်းဖြစ်၏ဂရက်ကမူနယူးအမေရိကဖောင်ဒေးရှင်းဆိုသည့်အဖွဲ့အစည်းကိုစိတ်ဝင်စားနေပြီးသူဦးလေးထံမှအဒန်မော်ဂန်ရှိအခန်းတစ်ခန်းငှားမည်ဟုဆိုသည်အဒဲလာကဂရက်ငှားနေမည့်အခန်းနှင့်သူ့မာမိရှိနေမည့်နေရာတို့ကိုသွားကြည့်လာကြည့်လှည့်လို့ရန်စိတ်ကူးသည်အချိန်အချို့တဝက်ကိုပြတိုက်ရှိလက်ဆောင်ပစ္စည်းအယောင်းဆိုင်တွင်လှုပ်အားပေးရန်အချိန်ဖြုံးမည်ဟုစိတ်ကူးထားသည်ကျမကတော့ဒီနေ့ကျမကိုအလောက်ခန့်မဲ့သူနဲ့စကားပြောပြပါတယ်အဲ့ဒီလူကရေးတက်ကတူတက်ခဲ့ဘူးတဲ့သူလေအဲ့ဒီမှာရှိတဲ့လူတွေကတော့အားလုံးအေးအေးဆေးဆေးပါပဲပြီးတော့သူ့ရဲ့ကိုနီ2012ကိစ္စလည်းပြောပြကြသေးတယ်ကိုနီဆိုဒီမှာအာဖရိကနိုင်ငံမှစစ်ဘရင်တဦးဖြစ်ပြီးသူ့ကိုဖမ်းမိရေးအတွက်ဝိုင်းဝန်းလှုံ့ဆော်နေကြသည်အခြားသူများကဲ့သို့အဒဲလာကလည်း Facebook စာမျက်နှာများတွင်ဝင်ရေးခဲ့သည်ထို့အကြောင်းအရာကိုသူစိတ်ဝင်စားသည်မှာအမှန်ကိုနီသည်ကွန်ဂိုနိုင်ငံမှဖြစ်ပြီးထို့အကြောင်းအရာများပြောကြားသည့်အချိန်၌ဂရက်သည်စိတ်မဝင်စားတကဲ့သို့ရှိနေသည်သူ့အတန်၌စိတ်မဝင်စားသည့်သာမကစိတ်အနှောက်အယှက်ဖြစ်နေသည်ကိုသိသာလာသည်ဟေးလီနာကငိမ့်ငိုင်နေသည့်အဒဲလာအားသတိပေးလိုက်သည်နေကောင်းရဲ့လားအဒဲလာကသူ၏ခေါင်းကိုလီနာ၏ပခုံးပေါ်တွင်မိလိုက်ပြီးဟုတ်တယ်အဲ့လီမဟုတ်ပါဘူး sorry နော်ကိုကဂရက်အကြောင်းတွေးမိသွားလို့ပါစောစောကမင်းကမေးတယ်လीဘာကိုကြောက်နေတာလဲတဲ့ကိုကြောက်မိတာကသူ့လိုဖြစ်သွားမှကိုကြောက်မိတာဘယ်လိုဖြစ်တာလဲအဒဲလာကတပ်ပြင်းချသည်ဘယ်လိုပြောရမှန်းကိုမသိပါဘူးကိုသူ့ကိုယုံကြည်ပါတယ်ဒါပေမဲ့သူ့ရည်မှန်းချက်တွေကလက်တွေ့မဆန်ဘူးသူ့အယူအဆကစာသင်ခန်းထဲမှာဖတ်ထားတဲ့စာအုပ်တွေထဲကအတိုင်းလုပ်လို့ရလိမ့်မယ်လို့ထင်နေတယ်ဘဝမှာအရာအလုံးကလွယ်လွယ်ကူကူပြင်းမြောက်လိမ့်မယ်လို့သူထင်နေတယ်အဲ့ဒီလိုလားလီနာကဆိုသည်ထိုကိစ္စကိုသူသိပြီးသားကဲ့သို့ဖြစ်နေသည်ဒါကြောင့်ကိုတခုခုလုပ်ချင်နေတယ်ထို့သို့ဖွင့်ပြောလိုက်ရသည်မှာစွန့်စားရာရောက်သည်ကိုအဒဲလာသိပါသည်သို့တော့သူမသည်စာပေရေးရာများကိုခွဲခြမ်းစိတ်ဖြာလေ့လာတဲ့ကဲ့သို့အခြားသူများကိုလည်းလေ့လာလေးရှိသည်သူဘာကိုပြောသလဲအချစ်နှင့်တည်ခြင်းတရားအကောင်းနှင့်အဆိုးစသည်တို့ကိုလေ့လာသည်သူမသည်အကောင်းဘက်သို့ဖြစ်စေခြင်းသည်အချစ်ခံရလိုသည်ဒီလိုဆိုလဲတခုခုလုပ်လေဟုလီနာကဆိုသည်အဒဲလာကခွက်ထင်းကမလက်ဖက်ရည်တငုံတောက်လိုက်ပြီးမလုပ်ရမလဲဗမာပြည်ကိုသွားပေါ့ခုညာကအဒဲလာသည်ရွှေတကုံစေရီတော်အားလှည့်ပတ်ဖူးမြော်ရသည်ဟုအိမ်မက်မက်ခဲ့၏ကိုဦးအားထိုအကြောင်းကိုပြောပြသည့်အခါသူကရွှေတကုံကိုကိုယ်တိုင်ကိုကြမြင်ဘူးစေရန်သွားတင်သည်ဟုတိုက်တွန်းသည်ရွှေတကုံသည်ဗမာပြည်တွင်ကြော်ကြားသည့်ဇေဒီတဆူဖြစ်တဲ့ကဲ့သို့ရှေးအောင်အမွေအနှစ်တစ်ခုလည်းဖြစ်သည်ကိုဦးကသူ့တယ်လီဖုန်းထဲတွင်ရိုက်ကူးထားသောပုံကိုပြသည်ထိုပုံသည်
ညကအိမ်မက်ထဲ၌တွေ့ခဲ့သောပုံဖြင့်တူလာသည်အိမ်မက်မမတ်မီကရွှေတကုံကိုသူမမြင်ဘူးခဲ့ပေကိုဦးကအိမ်မက်ထဲတွင်ရွှေတကုံကိုဖူးတွေ့ရခြင်းအတန်ကြားရခြင်းတို့မှာအတင်းလာ၏အတိတ်ကံအကျိုးပေးကြောင့်လက်ညွှန်နေခြင်းဖြစ်သည်ဟုအတိတ်ပဲကောက်ခဲ့သည်အဒေလာကကိုဦးပြောသည့်ရွှေတကုံစေတီတော်ကိုတွားရောက်ကြည့်ခြင်းသည်မနက်စောစောတွင်သွားမည်ထိုအချိန်မှာစေတီတော်တန်ရှင်းရေးလှုပ်အားပေးသူများကစေတီတော်တစ်ခွင်တွင်ရှိသောကြောက်လေကားတို့များ၌တန်ရှင်းပြီးချိန်ဖြစ်မည်အိမ်ရှင်မများသည်လက်ဆက်သောပန်းများကိုဗုဒ္ဓဆင်းတုတော်များထံတွင်ပူဇော်ရန်အတွက်ယူဆောင်လာကြပေမည်ထိုမြင်ကွင်းများကိုမြင်ရလျှင်အဒဲလာအတွက်ပြည့်စုံသောခရီးစဉ်တစ်ခုဖြစ်ပေမည်အဒဲလာကဗမာပြည်သို့သွားရန်ဆုံးဖြတ်ချက်ချလိုက်သည်လွယ်ကူသောဆုံးဖြတ်ချက်ပင်ဖြစ်ပါသည်ဗမာလှုပ်အားပေးများအဖွဲ့ထံသို့ရှောက်လွှာတင်လိုက်သည့်အခါနိုင်ဝက်မြသာဖြည့်ဆွတ်ရသည်သူကဗမာစကားကိုပြောနိုင်ကြောင်းဖော်ပြခဲ့သည်ကိုဦးကသူ့ကိုဗမာစကားပြောတတ်စေရန်သင်ကြားပေးခဲ့သည်လူအတော်များများမှာဗုဒ္ဓတက္ကသိုလ်မတက်မီကာလအတွင်းခရီးထွက်လိရှိကြပြီးအထူးသဖြင့်နွေရာသီတွင်သွားလိရှိပါသည်အဒဲလာအနေဖြင့်ဩဂုတ်လနှောင်းပိုင်းမှတက္ကသိုလ်တက်ရမည်ဖြစ်သဖြင့်အချိန်ရနေသည်အခက်အခဲအချို့ကိုမူကြော်လွှားရန်ဖြစ်လာသည်မြန်မာလှုပ်အားပေးများအဖွဲ့ကအနည်းဆုံး3လလှုပ်အားပေးရန်လိုမည်ဟုဆိုလာသည်ထို့ကြောင့်အဒဲလာအနေဖြင့်အဂါတန်ဖီတက္ကသိုလ်ကျောင်းပိတ်ချင်းခရီးထွက်ရမည်ဖြစ်သည်ကယ်ကူလက်စ်ဘာသာရပ်မှာသူမအတွက်လွယ်ကူသည်ထို့ကြောင့်တစ်ကြိမ်တည်းဖြင့်အောင်မြင်နိုင်မည်ဟုယုံကြည်ထားသည်ယူပဗေဒဘာသာရပ်ကိုမူအပြင်းအထန်လေ့ကျင့်ထားခြင်းဖြင့်အောင်မြင်မှုရနိုင်မည်ဟုယုံကြည်ပြန်သည်နောက်ဆုံးကျန်သည့်ဘာသာရပ်မှာကမ္ဘာစာပေဘာသာရပ်ဖြစ်သည် Miss Everest သည်အဒဲလာ၏အချစ်ဆုံးဆရာမဖြစ်သည်ဆရာမသည်လူပုံစံအားဖြင့်တေးသေးကွေ့ကွေ့ဖြစ်ပြီးအရေအတန်သူဖြစ်၏သို့သောစာသင်ရာတွင်မူတိကျသည်ထို့ကြောင့်အဒဲလာကစိတ်ကူးတစ်ခုရပြီးနောက်တစ်နေ့စာသင်ပြီးချိန်တွင်ဆရာမထံချဉ်ကပ်ခဲ့သည်ထိုနေ့ကကောနက်အကြောင်းစာစီစာကုန်းရေးသားခဲ့ရသည့်နေ့လည်းဖြစ်သည်ဗမာပြည်အကြောင်းကို web page တွင်လည်းလေ့လာထားခဲ့ပြီးဖြစ်သည်ဆရာမကသွားမယ်ဆိုရင်တော့စာရေးဆရာ Orwell ရဲ့ Burmese Days စာအုပ်ကိုလည်းဖတ်ထားသင့်တယ်ဟုတိုက်တွန်းသည်ပြီးတော့ Heart of Darkness ကိုလည်းမင်းဖတ်ဖို့လိုမယ်ဒါတွေက blog post ထဲမှာရှာဖတ်လို့ရပါတယ်ဟုလည်းဆိုသည်အဒဲလာမှာဆရာမသဘောတူညီချက်ရရှိလိုက်သဖြင့်စိတ်သက်သာရသွားသည်ဟုတ်ကဲ့ကျွန်မဖတ်ပါမယ်နောက်ထပ်ကြော်ဖြတ်ရန်အခက်အခဲတစ်ခုမှာမိဘများဖြစ်သည်မြန်မာနိုင်ငံလှုပ်အားပေးသူများအဖွဲ့ web page မှာလေးစားလောက်သည့်စာမျက်နှာတစ်ခုဖြစ်သည်ထိုစာမျက်နှာသည်ကဘာအရရက်မှခီးသွားလုပ်ငန်းများနှင့်အဆက်အသွယ်ရှိပြီးကူညီမှုများလည်းပေးနေသည်ဒယ်ရီကပြောလိုက်သည်နှင့်ချက်ချင်းသဘောတူညီပြီးအတွေ့အကြုံကောင်းရနိုင်တယ်ဟုဆိုတော့လဲမမီကမူအနှင်းငယ်စဉ်းစားနေသည်ဗမာပြည်ဟုတ်လားအခုမီယန်မာလို့ပြောင်းထားတယ်မဟုတ်လားသမီးပြောတဲ့ကိုဦးဆိုတာဘယ်သူလဲဟုမေးလာသည်အဒဲလာအနေဖြင့်ကိုဦးနှင့်ပတ်သက်၍ရှင်းပြရပြန်သည်ဟုတ်တယ်မမီအခုမြန်မာလို့ခေါ်တယ်ကိုဦးသူကမြန်မာပြည်ကနေအဂါတန်ဖီးစ်ကိုကျောင်းလာတက်နေတဲ့သူပေါ့အဒဲလာကလိန်လိုက်သည်မမီသိတဲ့အတိုင်းကျောင်းမှာကနိုင်ငံတကာကအကြောင်းသားတွေလာတက်နေကြတာလေအော်လေရင်ပြန်လက်မှတ်ကဘယ်လိုဝယ်ရမှာလဲအဲ့ဒါကတော့ပိုဒေါက်ကလတ်ကသမီးကျောင်းပြီးသွားလို့မုံဘိုးပေးမယ်လို့ပြောထားတာရှိတယ်လေအရင်ကတော့သမီးကလက်တော့အစ်စ်ဝယ်ခိုင်းမလို့ပဲဒါပေမဲ့အခုသုံးနေတဲ့လက်တော့ကလည်းကောင်းနေသေးတော့လက်တော့အစားလေရင်ပြန်လက်မှတ်ပဲဝယ်ပေးပါလို့ပြောရမှာပေါ့အဒဲလာ၏မိခင်ကပထမပိုင်းတွင်သဘောတူရန်နှောင့်နှေးနေသည်သို့သောကံအားလျော်စွာပိုဒေါက်ကလတ်ကဒုတိယကမ္ဘာစစ်အတွင်းပစိဖိတ်တွင်တာဝန်ထမ်းဆောင်ခဲ့မှုချင်းကြောင့်အဒဲလာအားဂွေးမြစ်ပေါ်မှတရားကိုတွားရောက်ကြည့်စေခြင်းသည့်စန္ဒရှိသည်ထိုတရားမှာထိုင်းနိုင်ငံနှင့်မာပြည်ကြားဆက်သွယ်ထားသည့်တရားဖြစ်သည်ဘိုး၏စကားကိုမမီကအဒဲလာအားပြန်ပြောလိုက်သည့်အခါအဒဲလာအတွက်သတင်းကောင်းတစ်ခုပင်ဖြစ်တော့သည်သွားမှာပေါ့ဘိုးအတွက်အမတ်တရအနေနဲ့
အဲ့ဒီတရားကိုဓာတ်ပုံတွေအများကြီးရိုက်ခဲ့မယ်ဆီယာမအယ်ဗာရက်စ်နဲ့မမီအတွက်လည်းအမတ်တရပုံတွေရိုက်ခဲ့မယ်သမီးဒီစီကိုလာတဲ့အခါနွေရာသီတစ်ခုလုံးပတ်ဝန်းကျင်မှာဓာတ်ပုံတွေရှောက်ရိုက်သလိုပေါ့အေးပါမမအတန်တိတ်ဆိတ်သွားသည်မမီကတော့ဒီခရီးစဉ်ကသမီးလေးအတွက်တင့်တော်ပါမလားလို့စဉ်းစားနေတာတင့်တော်ပါတယ်မမီရဲ့စိတ်မပူပါနဲ့အဒေလာကပျော်ရွှင်ဝမ်းမြောက်စွာဖြင့်ဆိုလိုက်သည်အသက်မရှူနိုင်ဖြစ်နေရကပြောလိုက်မိပြန်သည်မမီသိချင်ရင် MVU မြန်မာနိုင်ငံလှုပ်အားပေးသူများအသင်း web page ကိုဖတ်ကြည့်လိုက်လေအဲ့ဒီမှာကဘာအရရက်ကလှုပ်အားပေးသူတွေရေးထားတာတွေသူတို့ဘဝကိုပြောင်းလဲသွားစေတဲ့မမီကတော့သမီးလုံခြုံရေးအတွက်စိတ်ပူတာပါစိတ်မပူပါနဲ့မမီရဲ့သူတို့နိုင်ငံမှာရွေးကောက်ပွဲလည်းလုပ်ပြီးပြီပဲအခုအစိုးရကတည်ငြိမ်သွားပါပြီအဲ့ဒါလားအတင်းလားသမီးဘာကြောင့်များဒီလောက်စိတ်တက်ကြွနေတာလဲသမီးကစာရန်တစောင်ပြုစုမလို့ပါမမီသမီးဘယ်ခရီးကိုမှတယောက်တည်းသွားပူးတာမဟုတ်ဘူးပြီးတော့အမေရိကန်ပြည်ထောင်စုအပြင်ဘက်ကိုလည်းထွက်ပူးတာလည်းမဟုတ်ဘူးသွားပူးပါတယ်မမီရဲ့သမီးပြင်သစ်တင်တန်းတက်နေတော့ကမွန်ထရီယယ်တင်တန်းကိုတငယ်ချင်းတွေနဲ့သွားပူးတယ်လေပြီးတော့သမီးတယောက်တည်းမှမဟုတ်ပဲ MVU မှာလောက်အားပေးကြတဲ့သူတွေအများကြီးရှိမှာပါအတဲလားသမီးက18နှစ်ရှိသွားပြီကိုမမီကဆိုလိုက်သည်သူ့စကားတန်တွင်အတဲလားခရီးစဉ်ကိုကန့်ကွက်လို့စိတ်ရှိတော့လဲမကန့်ကွက်တာသည့်အစုံသဘောတူရမည်ဆိုသည့်လေးတန်ပါနေသည်18နှစ်ပြည့်ပြီလေမမီပြည့်တယ်ဆိုရုံပဲရှိပါသေးတယ်သမီးလက်တွေ့ဘဝတွေကိုဝင်ကြည့်ခြင်းမီတကယ်ပြောရမယ်ဆိုရင်မမီကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေသမီးသွားလို့ရပြီမဟုတ်လားဒါပေမဲ့သမီးကအဲ့ဒီလိုမဖြစ်စေချင်လို့ပါမိခင်ဖြစ်သူဤတပ်ပြင်းချတန်ကိုကြားလိုက်ရသည်ထိုတပ်ပြင်းချတန်မှာသဘောတူညီမှုလည်းဖြစ်သည်ဟုအဒဲလာကကောက်ယူလိုက်သည်အေးလေသဘောပါပဲကျေးဇူးပါမမီဗမာပြည်တကယ်ကိုသွားမှာလားမမီရဲ့လူတိုင်းသွားနေကြတာပါဂရက်ကဆိုရင်အယ်ဆာဗီဒိုကိုသွားမှာလီနာကစင်နီဂေါကိုသွားမယ်တဲ့တပြင်းချတန်ထက်ကြားလိုက်ရပြန်သည်သမီးသွားမယ်ဆိုရင်ဒီစီကနေတဆင့်သွားပါမမီကအက်ကတန်ဖီးကကျင်းပမယ်မိဘများအနေကိုလာတက်အောင်ပါလေအဲ့တော့သမီးကမမီနဲ့အတူပြန်လိုက်လာပြီးအိမ်မှာကျေးဇူးတော်နေ့ဖះရှင်ကိုပြီးမှသွားပေါ့ကောင်းပါပြီမမီနောက်ရက်တစ်ပတ်တွင် MVU မှ2012အစီအစဉ်တွင်အဒဲလာအားလှုပ်အားပေးသူတဦးအဖြစ်လက်ခံကြောင်းအီမေးလ်တစ်ဆောင်အဒဲလာလက်ခံရရှိခဲ့သည်သူသည်ဖုန်းတော်ကြီးတင်ကျောင်းတစ်ကျောင်းတွင်အင်္ဂလိပ်စာသင်ကြားပို့ချပေးရမည်ဖြစ်သည်ထိုသတင်းကောင်းကိုကိုဦးရှိရာသို့အပြည့်အလောက်တွားရောက်ကပြောကြားခဲ့သေးသည်သူကခေါင်းငိမ့်လိုက်သည်စင်ရတာကလေးတွေအများကြီးဖုန်းတော်ကြီးတင်ကျောင်းတွေမှာကျောင်းတက်ကြရတယ်အစိုးရကျောင်းတွေမှာတောင်းတဲ့ပညာသင်စရိတ်ကိုမတက်နိုင်ကြဘူးလေကိုဦးကရွှေဝါရောင်တော်လန်ရေးအမတ်တစိတ်စတစ်ကာတစ်ခုကိုထုတ်ယူလိုက်ပြီးအဒဲလာအားလက်ဆောင်အဖြစ်ပေးလိုက်သည်မင်းကြည့်လေဖုန်းတော်ကြီးတွေကငါတို့အတွက်တော့သူရဲကောင်းတွေပဲအဒဲလာကကိုဦးပေးသည့်စတစ်ကာကိုသူမ၏လက်တော်တွင်ကတ်လိုက်သည်ကိုဦးကခုံတန်းရတစ်ခုတွင်ထိုင်ကဆေးလက်ကိုမီးညှိနေသည်လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကဆိုရင်မင်းအခုကတ်လိုက်တဲ့စတစ်ကာမျိုးကတ်ပြီးဒိုးနိုင်ငံနဲ့ဝင်ခွင့်မရှိခဲ့ဘူးအခုတော့ okay ပါတယ်ကိုဦးကခိတမြစဉ်းစားနေသည်သူ့လက်ထဲမှဆေးလက်ကိုမူဖွာမြဲဖွာနေ၏โอเคလို့ပြောလိုက်ပေမဲ့လုံးဝကြီးတော့မဟုတ်သေးဘူးဟုသူကစကားဆက်သည်သူ့လက်တစ်ဖက်ဖြင့်မိခိုးငွေများကိုဝှေ့ရမ်းလိုက်သည်နည်းနည်းတော့အဆင်ပြေပါတယ်အစိုးရကဗဇက်နဲ့သာပြောထားတာနိုင်ငံသားတချို့ဗမာပြည်ကိုဝင်လို့ရပါတယ်အထူးသဖြင့်နိုင်ငံတကာအဖွဲ့အစည်းတွေပေါ့တို့နိုင်ငံကိုကူညီဖို့လာတာဆိုတော့ဝင်ခွင့်ပေးပါတယ်အကာတန်ဖီးတွင်နေသည့်နောက်ဆုံးည၌ကိုဦးကသူညစာစားသည့်၈နာရီအချိန်တွင်လာတွေ့ပါဟုဆိုလာသည်ထုံးစံအတိုင်းအဒဲလာကဖြက်လန်းမှတွားရောက်စဉ်တက္ကသိုလ်တက်ကြမည့်အကြောင်းသားတစ်ကလေးများကမောင်မဲတစ်လွင်ကြိုးစုပွဲတွင်အစွမ်းပြရန်အတွက်ပြဆက်တိုက်နေကြသည်ကိုတွေ့ခဲ့ရသည်အကတန်ဖီးတက္ကသိုလ်တွင်ကျောင်းဆင်းကြမည့်တက္ကသိုလ်ကျောင်းသူကျောင်းသားများနှုတ်ဆက်ပွဲအနေဖြင့်ညစာစားပွဲနှင့်အတူ
မောင်မယ်တစ်လွင်ကျိုးစုပွဲကိုပါကျင်းပလေးရှိသည်ထိုပွဲတွင်လီနာနှင့်အဒဲလာတို့ကနှစ်ယောက်တွဲပြီးတီဆိုဖျော်ဖြေရန်အစီအစဉ်လည်းရှိသည်ကျောင်းသူကျောင်းသားဟောင်းများကနောက်ဆုံးမှဖျော်ဖြေကြရသည်နှုတ်ဆက်စကားပြောကြရတွင်အများစုမှာမျက်ရည်ကျကြသည်အဒဲကလာကမူထိုညစာစားပွဲကိုစိတ်မဝင်စားအားပေခရီးသွားရန်ကိုသာစိတ်အားထက်သန်နေသည်ဖျော်ဖြေရေးအစီအစဉ်များကိုလည်းစိတ်မဝင်စားဗမာပြည်သွားရေးသည်သာသူ့အတွက်အဓိကဖြစ်နေတော့သည်ကိုဦးကတပူးတစ်လုံးဖြင့်လက်ဖက်ရည်ချမ်းယူဆောင်လာသည်ထိုလက်ဖက်ရည်ချမ်းမှာဗမာပြည်၏တောင်ပေါ်များမှရရှိသည့်တရွက်များဖြင့်ကြိုးထားသောလက်ဖက်ရည်ဖြစ်သည်ကိုဦးကအဒေးလာ၏ခရီးစဉ်အတွက်ဆူတောင်းသည့်အနေဖြင့်ဤလက်ဖက်ရည်ကိုတိုက်ချင်းဖြစ်သည်စကားပြောနေကြရင်ဗမာစကားမေ့မသွားစေရန်ကိုဦးကတာမန်ပြောနေကြစကားများကိုထပ်တလဲလဲပြောကြားစေသည်အဒေးလာ၏ဗမာအတန်အတွက်များမှာကိုဦးအတွက်ရေစရာဖြစ်နေခဲ့သည်သူတို့တောက်ကြသည့်လက်ဖက်ရည်ချမ်းများကုန်သွားသောအခါတွင်ကိုဦးကစကားအတီဆလာသည်အဒေးလာအားသူမိခင်နေထိုင်သည့်လိပ်စာပေးကသူမိသားစုထံသွားရောက်လဲပတ်ဖို့တိုက်တွန်းခဲ့သည်သူမိသားစုကိုမတွေ့ရသည်မှာတော်ရင်သို့ဝင်ရောက်ခဲ့သည့်လွန်ခဲ့သည့်နှစ်ပေါင်း20ခန့်မြစာ၍ဖြစ်သည်သူတို့မှာလူချင်းမတွေ့ဖြစ်ကြတော့လဲရံပန်ရံခါတွင်တယ်လီဖုန်းဖြင့်စကားပြောဖြစ်သည်ဟုဆိုတော်လဲမကြခဏမဟုတ်ပေကိုဦးကသူမိသားစုအားသူနှင့်ဆက်သွယ်သဖြင့်စစ်အစိုးရကအပြစ်ဒဏ်ပေးမည်ကိုစိုးရိမ်နေခဲ့၏ကိုအမေကကို့အတွက်တော်တော်ခံစားခဲ့ရသည်ဟုဆိုသည်ရှင့်အမေကိုရှင့်ကိုစားကျမတွေးခွင့်ရပါစေလို့ဆုတောင်းပါတယ်ကိုဦးကခေါင်းခါသည်မင်းတွေးခွင့်ရမယ်မထင်ဘူးမင်းကအမေရိကန်တယောက်ဖြစ်တဲ့အတွက်မင်းသွားတယ်ဆိုရင်ငါလွတ်လိုက်တာပဲလို့သိသွားကြလိမ့်မယ်ဒါပေမဲ့သွားတော့တွေးလိုက်ပါပြဿနာမရှိနိုင်ပါဘူးကိုဦးကသူ့လယ်ပင်တွင်ဆွဲထားသောတရေကျိုးကလေးကိုဖြုတ်လိုက်ကအဒေးလာလက်သို့ပေးလိုက်သည်ထိုအဆောင်သည်သူ့အားဆန္ဒပြစဉ်ကဘေးအန္တရာယ်အသွယ်သွယ်မှကင်းလွတ်စေခဲ့သည်ဟုကိုဦးကဆိုသည်တော်ရင်း၌နေထိုင်ကတပ်နှင့်တိုက်ပွဲများဖြစ်စဉ်ကအန္တရာယ်ကင်းခဲ့သည့်အပြင်ထိုင်းနိုင်ငံသို့ကြော်ဖြတ်ဝင်ရောက်ပြီးအမေရိကန်ပြည်ထောင်စုသို့ဝင်ရောက်လာသည့်အထိအန္တရာယ်ကင်းခဲ့သည်မှာထိုအဆောင်ကျောင်းဟုကိုဦးကယုံကြည်သည်အဒေးလာကအလင်းရောင်ထဲတွင်ကြည့်လိုက်သည်စိမ့်ပြရောင်ကျုပ်ကလေးတစ်လုံးတွင်ဗုဒ္ဓ၏စင်တုတော်တည်တည်ကလေးကိုတွေ့ရသည်အင်ပြင်ခွေထိုင်နေပြီးလက်နှစ်ဖက်ကိုဒူးဘော်တွင်ပက်လက်တင်ထားသည့်အနေအထားဖြစ်ကြောင်းတွေ့ရသည်ဒါကရှင့်အတွက်လိုအပ်တယ်လေဟုအဒေးလာကဆိုကာကိုဦးဘက်သို့ပြန်ပေးလိုက်သည်မင်းအတွက်ပူပြီးလိုအပ်တယ်ဟုကိုဦးကဆိုကာပြန်ပေးပြန်သည်ခုချိန်ကစပြီးမင်းကန်ကောင်းသွားပြီကိုဦးကစစ်လိပ်များကိုမိများရဲလာသည့်အထိခွာရှိုက်လိုက်ပြီးမိခိုးများကိုသူတို့နှစ်ယောက်ကြားတွင်မှုတ်ထုတ်လိုက်သည်အဆအအရာရာသတိထားနော်ဘာဖြစ်လို့လဲလူတွေကခံစားလာရတဲ့အချိန်တွေတော်တော်ကြာနေပြီလေကျမသိပါတယ်ကိုဦးကသူမအားအတင်းအကျပ်လှုပ်အားပေးစေခိုင်းတတ်ပုံစစ်သားများကလူနည်းစုဖြစ်သောတိုင်းရင်းသူကလေးများကိုမရင်းကျက်တတ်ပုံရွာများကိုမိရှို့တတ်ပုံအရွယ်မရောက်သေးသည့်ကလေးငယ်များအားစစ်သားအဖြစ်စုဆောင်းတတ်ပုံတို့ကိုပြောပြသည်ဒါတွေကရန်ကုန်မှာတောင်ဖြစ်နိုင်တယ်ကိုဦးကဆိုသည်ဘယ်အချိန်မှာဘာဖြစ်မလဲဆိုတာဘယ်သူမှမမှန်းနိုင်ဘူးအခြေအနေကအရန်ရှုပ်ထွေးတယ်ကျမကိုစိတ်ချပါအဒေးလာကပြောရင်းရဲလိုက်သည်နောက်လအနှဲငယ်ကြာမှကိုဦးပြောသည်မှာသူတဦးတည်းအတွက်ပြောပြခြင်းမဟုတ်ပဲအခြားသူများအတွက်ကိုပါပြောခြင်းဖြစ်ကြောင်းအဒေးလာသဘောပေါက်ခဲ့ရသည်ကိုဦးကခုံတန်းများကိုရွှေ့ထိုင်လိုက်သဖြင့်သူတို့နှစ်ယောက်မျက်နှာချင်းဆိုင်ဖြစ်သွားသည်ဟုတ်တယ်အဒေးလာကိုဦးကအဒေးလာ၏အမိကိုရောင်ချော်ချော်နှင့်ဆိုသည်မင်းကတော့โอเคမှာပါသူတို့နှစ်ယောက်ကြားတွင်တိတ်ဆိတ်သွားသည်သူတို့နှစ်ယောက်အဆက်အသွယ်ပြတ်မသွားရအောင် Facebook ပေါ်ကတဆင့်ဆက်သွယ်နော်သူကပြောကြားလိုက်ရင်ကောင်းကင်သို့မောကြည့်လိုက်သည်သူတို့နှစ်ဦးကြားတွင်ဆက်သွယ်ပေးမိ digital ကဘာသည်ကောင်းကင်တွင်ရှိသည်ဟုကိုဦးကယုံကြည်ပုံရသည်ဒီကြားပေါက်ဆက်သွယ်ပါမယ်တတိယနေမယ်ကိုဦးကဘ
ဗမာစကားဖြင့်ပြောလိုက်သည်သတိရနေမယ်အဒဲလာသည်ဗမာစကားဖြင့်ပြန်ပြောလိုက်လေသည်နှစ်ယောက်သားစကားဆက်မဆိုပြပဲတိတ်ဆိတ်သွားကြသည်အဒဲလာကမတ်တရက်လိုက်ကလက်ဆန်တန်းပေးပြီးနှစ်ယောက်သားနှုတ်ဆက်လိုက်ကြသည်အဒဲလာသည်အမောင်ထဲတွင်ဒိုးဝင်ပြောက်ကွယ်သွားခဲ့သည်ရိုက်နှက်ခြင်းပဲပြုတ်အမျိုးသမီးတဦးကအမိုက်များဖြင့်ရှုပ်ပွားနေသောလမ်းတစ်လျှောက်တွင်ဘန်းကိုခေါင်းမော်တွင်ရွက်ကလက်တစ်ဖက်ကကလေးတစ်ယောက်ကိုဆွဲခေါ်လာရင်းအော်ဟစ်နေသည်ကိုတွေ့လိုက်ရသည်ကေဟာ၏ကန်းဆောင်တွင်လေတိုက်နေသည်အဒဲလာသည်ကြက်သွန်ညှော်နှံ့ရလိုက်သည်မနက်9 နာရီခွဲပြီဖြစ်တော်လဲရာသီဥတုမှာရေနွေးဖြင့်ရေချိုးနေတကဲ့သို့ခံစားနေရသည်ပဲပြုတ်အမျိုးသမီးအော်တန်ထွက်ပေါ်လာပြန်သည်အဒဲလာကသူအော်နေသည့်စကလုံး၏အတိတ်ဘက်ကိုနားမလဲတော့လဲထိုအမျိုးသမီးသည်စားပွဲရာတစ်ခုခုကိုဗန်းဖြင့်ထဲကရောင်းချနေသည်ဟုသဘောပေါက်လိုက်သည်ခေါင်းပေါ်တွင်ဗန်းကိုရွက်ကလမ်းပေါ်ရှိအိတ်နေသောခွေးများကျိုးပဲ့နေသောပလက်ဖောင်းများကိုရှောင်ကွင်းကခေါင်းပေါ်မှဗန်းကိုလွတ်မကျအောင်ထိန်းနေရသည်မှာအားကြပွဲကောင်းလာသည်ဤသို့ရောင်ချနိုင်ရေးအတွက်ထိုအမျိုးသမီးသည်ယခုထက်ပို၍စောကအိယာမှထားပြီးပြင်ဆင်ရလိမ့်မည်ထို့သို့တွေးမိသည်ဖြင့်အဒဲလာရင်ထဲတွင်တစုံတစ်ခုဖြတ်တန်းသွားတဲ့ကဲ့သို့ခံစားလိုက်ရသည်ဒါကဗမာပြည်ပါလားအဒဲလာကဖြတ်တန်းလာခဲ့သောခရီးစဉ်ကိုပြန်တွေးလိုက်မိသည်လီနာကကြောင်းလစ်ကသူ့ကိုလေစိတ်သို့လိုက်ပို့ခဲ့သည်သူ့လက်ကိုကြစ်ကြစ်ပါအောင်ဆွဲကင်ပြီးကားထဲတွင်ကြံရစ်ခဲ့သောရေပလင်းကိုပေးသည်လီနာကကားမောင်းပြီးထွက်သွားသောအခါအဒဲလာသည်လေစိတ်အတွင်းသို့မဝင်သေးပဲလီနာ၏ကားထွက်သွားသည်ကိုကြည့်ရင်ရင်ထဲတွင်ဝေဒနာတစ်ခုခံစားလိုက်ရသည်ဤခီးသွားဖြစ်စေရန်အတွက်မည်သူကတိုက်တွန်းခဲ့ပါလိမ့်ထိုခဏ၌ပင်ကိုဦး၏စကားများကိုသတိရမိသည်တတိရှိပါသူဤသို့ပြောခဲ့သည်သူ့ပစ္စည်းများကိုဆွဲကာလေစိတ်ထဲသို့ဝင်ခဲ့သည်လုံခြုံရေးအစစ်ခံပြီးနောက်လေရင်ပေါ်သို့တက်ပြီးသူ့ပေါင်ပေါ်တွင် Burmese Days အမည်ရှိစာအုပ်ကိုဖွင့်ထားခဲ့သည်ထို့သို့သောသူ့မျက်လုံးများသည်စောက်မျက်နှာများပေါ်သို့မရောက်ပထမဦးဆုံးအကြိမ်တယောက်တည်းခရီးထွက်လာခြင်းဖြစ်သည်ဖြင့်ပြတင်းပေါက်မှတဆင့်မြင်သမျှကိုငေးကြည့်နေမိသည်နောက်3 လတွင်သူဘာကြုံတွေ့ရမည်ကိုမသိသေးပေတို့ကြိုတို့လေရင်ဆင်းသက်သောအခါအဒဲလာကလေစိတ်ဆူရှီဆိုင်၌ဝင်စားသည်ဆူရှီစားခြင်းကြောင့်ကိုဦးကိုသတိရမိ၏ယခုတစ်ပတ်အတွင်းMVU မှအဆက်အသွယ်များအဆုံးသတ်သွားသည့်အခါကိုဦးမိခင်ထံသို့တွားရောက်ဆက်သွယ်ပြီးအဂါတန်ဖီးတက္ကသိုလ်၏စာကြည့်လိုက်တွင်သူရိုက်ယူခဲ့သောဓာတ်ပုံကိုပေးရန်စိတ်ကူးထားသည်ထိုဓာတ်ပုံ၌ကိုဦးသည်ဆူရှီလိတ်သူများဆောင်းလေရှိသည့်အုတ်ထုပ်မပါသဖြင့်ဤကြီးခံရနေသည်ကလေးတယောက်၏ငိုတံရုတ်တရက်ပေါ်ထွက်လာသည်အဒဲလာကလှမ်းကြည့်လိုက်သောအခါစောစောကဈေးတဲ့အမျိုးသမီးသည်သူ့ကလေး၏ခေါင်းကိုရိုက်လိုက်ကြောင်းမြင်လိုက်ရသည်အတော်ပင်နာသွားပုံရ၏ကလေးကနောက်ထပ်အတန်ထွက်မလာတော့ပဲသူတို့သားမိနှစ်ယောက်ရှောင်မြဲလန်းအတိုင်းရှောက်သွားကြပြီးမြင်ကွင်းမှပျောက်ကွယ်သွားသည်အဒဲလာကရောင်ရမ်းကသူ့နားကိုကင်လိုက်မိသည်သူ့မြင်ကွင်းတွင်မြင်လိုက်ရသောသားအမိကိုတနာသွားပြီးသူတို့နှစ်ဦးထဲမှကလေးငယ်ကိုပိုး၍တနာမိသည်နနက်စာစားသုံးပြီးကြံရည်သည့်စားကျွင်းစားကြံများတင်ထားသောစပွဲနဘေးတွင်စာအုပ်ခတ်ထူထူတော်ကိုတွေ့ရသည်ဘာမှ in surgery and the politics of authenticity ဟုဆိုသည့်စာအုပ်ဖြစ်သည်အဒဲလာကစာရွက်တချို့ကိုလှန်ကြည့်ကဗမာပြည်တွင်လက်နက်ကင်တော်လှန်နေကြသောအုပ်စုများသည်အစိုးရအားတိုက်ခိုက်နေကြသည်ကိုဖတ်ရသည်အဖွဲ့အစည်းများမှာ KIUO, KNU, SSA တို့ဖြစ်ကြသည်ထိုစာအုပ်ကိုဂရက်ကအဒဲလာမထွက်ခွာမီလေတွင်အဂါတန်ဖီတက္ကသိုလ်သို့စာရိုက်မှတဆင့်ပေးပို့ခဲ့ခြင်းဖြစ်သည်ထိုစာအုပ်၏အတွင်ဘက်တွင်အဒဲလာဗမာပြည်ကတော်တော်ရှုပ်ထွေးတယ်ပျော်ရွှင်နိုင်ပါစေဂရက်ဟုရေးထားသည်ထိုစာအုပ်ကိုလက်ဆောင်အဖြစ်ရရှိခဲ့စဉ်ကအဒဲလာအံ့ဩသွားသည်ဂရက်ကသူ၏Facebook စာမျက်နှာတွင်ဆက်ဆံရေးဆိုသည့်နေရာ၌
ဂျွန်ဟော့ကင်းတက္ကသိုလ်မှနိုင်ငံရေးသိပ္ပံအထူးပြုသင်ကြားသည့်မိန်းကလေးနှင့်ချစ်သူဖြစ်နေပြီဟုဖော်ပြထားသည်ထိုမိန်းကလေးမှာမျက်မှန်တပ်ဆင်ထားပြီးအညိုရောင်တောက်စပင်များရှိသူဖြစ်သည်အဒဲလာကဂရက်အားဗမာပြည်သို့သွားမည်ဖြစ်ကြောင်းသူမထွက်ခွာမီရက်တစ်ပတ်အလိုကအကြောင်းကြားခဲ့သည်ထို့မှသာသူ DC တွင်နွေရာသီကျောင်းပိတ်ရက်အတွင်းမရှိဟုသိစေရန်ဖြစ်သည်စက္ကန့်ပိုင်းအတွက်၌ဂရက်ကပုံဆက်လာသည်3 လဟုတ်လားသူကမေးသည်သူသည်ပါတီတစ်ခုအတွင်းမှစကားပြောနေပုံရပြီးနောက်ခံအတန်များစူညံလျက်ရှိသည်3 လလုံးတော့မေ့နေနိုင်မယ်မထင်ပါဘူးရှင်အယ်ဆာဘေးဒါကိုသွားတဲ့ရက်တစ်ပတ်3ပတ်လောက်တော့စိုးမယ်မထင်ပါဘူးအဒေလာကပြန်ပြောလိုက်သည်ကောင်းပြီလေမင်းဘယ်လောက်နေနိုင်မလဲကြည့်သေးရပေါ့ဂရက်ကစ၏သူတို့နှစ်ဦးမှာတမီးကြီးစားများမဟုတ်ကြတော့လေရင်းနှီးသည့်မိတ်ဆွေများအဖြစ်နောက်ပြောင်ရှိကြသည်အမှန်အတိုင်းဆိုရလျင်အဒေလာရင်ထဲ၌မကောင်းသည်မှာအမှန်ဖြစ်သည်အေးပါကောင်းပါတယ်ဂရက်ကဆိုပြန်သည်ယခုနေအခါမှာတော့လူတိုင်းကဗမာပြည်ကိုသွားချင်နေကြတယ်ယခုအခါတွင်အဒေလာသည်ဂရက်၏စကားများကိုပြန်လည်ကြားရောက်ရင်းပြုံးမိသည်လူတိုင်းသွားချင်နေသည်ဆိုသောဗမာပြည်ကိုသူရောက်နေခဲ့ပြီသို့သောဂရက်ပိတ်ပို့သည့်စာအုပ်ထဲတွင်ဖော်ပြထားသောပြည်တွင်းစစ်ဆိုသည်ကိုမူညကလေးကရန်ကုန်မြို့သို့ရောက်ရှိနေတော့လဲစစ်နှင့်ပတ်သက်သည့်အရေးအယောင်ကိုလုံးဝမမြင်တွေ့ရပေသူမျှော်လင့်ခဲ့သည်ကနေရာတကာတွင်စစ်သားများရှိနေပြီးမြို့ထဲ၌ကင်းလှည့်နေကြသည်ကိုမြင်ရမည်ဟုထင်ခဲ့သည်သို့သောလေစိတ်သည်ပင်လင်6တွေ့တိတ်ဆိတ်နေသည်အစိမ်းရောင်ဝတ်စုံဝတ်ထားသည့်အမျိုးသမီးတဦးကသူ့ပတ်စပို့ကိုမော်၍မြမကြည့်ဘယ်တစိတ်တုံးထုပေးလိုက်သည်အဒေလာကသူ့ပစ္စည်းများကိုကောက်ယူကအပြင်ဘက်သို့ထွက်လာချိန်၌အငှားရင်တစည်းကိုတွေးလိုက်သည်ကိုဦးတင်ပေးသည့်ဗမာစကားဖြင့်ကျမကိုဂိုးရန်လန်အဲ့ရိတ်သားကိုပို့ပေးနိုင်မလားဟုမေးလိုက်သည်ရင်မောင်းသူကခေါင်းငိမ့်လိုက်ပြီးထွက်လာခဲ့သည်အဒေလာကခရီးသည်ထိုင်ရမည့်ခုံတွင်ထိုင်လိုက်သည်စီနေကြကားများ၏ပြောင်းပြန်အနေအထားတွင်ရှိသည်သို့သောသူထိုင်နေသည့်နေရာမှာလမ်း၏နာဘက်တွင်ဖြစ်နေသည်အငှားရင်၏ဖွင့်ထားသောပြတင်းပေါက်မှပြင်ပကိုငေးမောကြည့်နေမိသည်ရွှေတကုံစေတီတော်ကိုဖြတ်မောင်းရာ၌ထိန်ထိန်သာနေသောလာမင်းကိုတွေ့လိုက်ရသဖြင့်အိမ်မက်ကိုသတိရမိသည်ရင်မောင်းသူသည်လက်နှစ်ဖက်ကိုလွှတ်ကာလက်အုပ်ချလိုက်သည်ထိုလက်များကသူ့နှစ်ဖူးသို့ကပ်လိုက်၏အဒေလာသည်လည်းသူ့ပုံစံကိုယူကာပြုတ်လုပ်လိုက်သည်သူ့ပါဇက်ကသူမနားမလည်သောစကားတစ်စုကိုရွတ်ဆိုနေ၏အိမ်မက်ထဲတွင်ကျိန်ဖန်များစွာကြားဘူးသောဒီမာနေပါဆိုသည့်စကားတန်ကိုပြန်လည်ကြားရောက်နေမိသည်အဒေလာ၏စိတ်တော်သည်အတိတ်နှင့်အနာဂတ်သို့လူလာခောက်တုံဖြစ်လျက်ရှိသည်ဂရက်ကိုတတိယသည်လည်းရှိ၏စာကြည့်ရ၏မြေအောက်ခန်းတွင် Heart of Darkness ဖတ်နေသည်ကိုလည်းသတိရမိသည်ဗမာပြည်ကိုဘာကြောင့်ရောက်နေတာလဲဟုသည်သူကိုယ်သူဆန်းဆက်နေမိသည်နနစာစားသုံးသည့်အခန်းမှာပင်သူရှိနေသေးသည်ကိုသတိရမိသည်ရဲတစ်ပတ်အကုန်ဆုံးချိန်ဖြစ်၍သူမတင်ထားသော blog post ရေးရန်အချိန်ကြာရောက်နေပြီအေကေဟာ၏အပြင်ဘက်တွင်အထုပ်အပိုးများကိုကောင်းမော်ရွက်ကသွာလာနေကြသူများကိုတွေ့ရသကဲ့သို့စပိန်လက်ကင်တွင်လွယ်လောင်းချိတ်ထားသောပစ္စည်းများနှင့်သွာလာနေကြသူများကိုလည်းတွေ့မြင်ရသည်လမ်းမှာခက်ချင်းချင်းဖြစ်ပြီးကားများဝင်လာရာတွင်ဟွန်ဒီကအချက်ပေးကြရသည်ထို့သောကျင်းမြောင်းသောလမ်းတွင်ညီသူမဆိုသူတို့တွင်ပါလာသောပစ္စည်းများဖိတ်ဆင်မသွားအောင်ထိတ်နိုင်သည်မှာအံ့ဩဖွယ်ရပင်သူ့ဘလော့ကိုစတင်ရေးတရန်စဉ်းစားမိသည်မှာအမျိုးသားအမျိုးသမီးတွေအားလုံးစရောင်းကဲ့သို့အဝတ်အစားများကိုဝတ်ဆင်ထားကြတယ်။ဗမာစကားဖြင့်လုံကြီးလို့ခေါ်တယ်ဟုသူ့ဘလော့ကိုစတင်ရေးလိုက်သည်။ထိုဝါကြကိုအဒဲလာသည် Lonely Planet ဟုတွင်ဤဝါကြအတိုင်းအတိအကျဖတ်ဘူးသည်။ထို့ကြောင့်ကိုပိုင်ဝါကြဖြစ်စေရန်အတွက်ဖြစ်ဆွက်ပြင်ဆင်ရန်လိုပေလိမ့်မည်။သူတို့ယဉ်ကျေးမှုကအိန္ဒိယနဲ့တူတယ်။ဒါပေမဲ့အမျိုးသားများစကတ်ကိုဝတ်ထားတာကြည့်ရတာခက်လာပါတယ်။အဝါရောင်သင်္ကန်းများဝတ်ဆင်ထားသောဘုံတော်ကြီးများသည်လက်ထဲတွင် အနက်ရောင်တပိတ်များပိုက်ကတန်းစီလာကြသည်အဒဲလာအတွက် အသက်ကြီးကြီးမားမားသောသူတစ်ယောက်ဖြစ်သည်။သူ
နက်စာပြင်ဆင်ပေးနေသောလူငယ်လေးကပြေးထွက်သွားပြီးဖုံးတော်ကြီးတစ်ပါးအကျဉ်အားထမင်းနှင့်လိမ္မော်သည့်ခပ်ပွားပွားများလူဒန်းနေသည်ကိုတွေ့ရသည်အဒေလာကကင်မရာအောက်ထက်သို့ယူခဲ့မိလျင်ကောင်းသားဟုတွေးမိသည်ထိုကင်မရာမှာယမန်နှစ်ကဖခင်ဖြစ်သူကမွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့သည့်ကင်မရာဖြစ်ပြီးကျောင်းတွင်ခေတ္တမြတ်သာသုံးပစ်ခဲ့သည်သို့သောယခုရောက်ရှိနေသောနေရာတွင်ကင်မရာကိုအသုံးပြုရန်အခွင့်အရေးများစွာရရှိနေပြီဖြစ်သည်အဒေလာရှေ့လျားသည့်ကျစ်ဆန်မီနှစ်ဖက်ကျစ်ထားသောမိန်းကလေးတဦးကအဒေလာထိုင်နေသည့်စပွဲသို့ရောက်ရှိလာကမေးလိုက်သည်ကျမကဆာရာပါ MBU အဖွဲ့ကလေအဒေလာကထိုမိန်းကလေးထက်ငယ်ရွယ်သောမိန်းကလေးတဦးလာရောက်ဆက်သွယ်လိမ့်မည်ကိုမျှော်လင့်ထားပြီးဖြစ်သည်သူတို့နှစ်ဦးစကားလက်ဆောင်ကြပြီးဆာရာကိုကြည့်ရသည်မှာသူကိုယ်သူယုံကြည်စိတ်ချမှုအပြည့်အဝရှိနေသည်သူကိုယ်ပေါ်တွင်ကိုဦးလွယ်သည့်လွယ်အိတ်ကဲ့သို့လွယ်အိတ်တစ်လုံးလွယ်ထားသည်ထိုလွယ်အိတ်အမှန်အသားမှာဗမာပြည်တွင်တရားဝင်နေထိုင်ခွင့်ရှိသူတဦးအဖြစ်ဖော်ပြသိနေသကဲ့သို့ရှိဆာရာကအဒေလာအားပြောပြရာတွင်သူမသည်ရန်ကုန်တွင်နေသည်ဟုဆိုသည်ဆာရာကအတန်ထွက်ရမှာရန်ကုန်ဟုအတန်ထွက်ပြီးကိုဦးအတန်ထွက်မှာရန်ကုန်ဖြစ်သည်ဖြင့်ကြားရောက်သည်မှာတမျိုးဖြစ်နေသည်ဆာရာကသူရောက်နေသည်မှာ၄နှစ်ရှိပြီဟုဆိုသည်MBU အတွက်အလုပ်လုပ်ရင်းဗမာအမျိုးသမီးများအတွက်တစ်ဖက်တစ်လက်မှဝင်ငွေရစေမည်အလုပ်အကိုင်များကိုလည်းတီထွင်ပေးနေသည်ဟုဆိုပါသည်ကျေးဇူးပါအဒေလာကသူနနက်စာစားပြီးသည့်ပကံများကိုလာရောက်သိမ်းသောလူငယ်အားပြောလိုက်ခြင်းဖြစ်သည်ဗမာစကားကိုဘယ်မှသင်လာသလဲဟုဆာရာကမေးလိမ့်မည်ဟုထင်သည်ထို့သောမေးလာပါကကိုဦးအကြောင်းကိုပြောပြမည်ဟုအဒေလာကစိတ်ကူးထားသည်သို့သောဆာရာကလေချောင်းရှင်းလိုက်ကရုံးကိုသွားရအောင်လားဟုဆိုလာသည်အဒေလာကမတ်တက်ရက်လိုက်ပြီးကျမအပေါ်တက်ပြီးလွယ်အိတ်ယူလိုက်အောင်မယ်ဟုပြောလိုက်သည်โอเคဟုဆာရာကပြောပြီးနောက်အနှဲငယ်တုံးဆိုင်နေကအဝတ်အစားလဲလဲလိုက်ရင်ကောင်းမယ်ထင်တယ်ဟုဆိုလာ၏အဒေလာကသူ့ကိုယ်သူငုံကြည့်လိုက်ကမျက်နှာအတန်ပင်ပူသွားသည်MBU ၏ညွှန်ကြားချက်စာအုပ်ကိုဖတ်ခဲ့စဉ်ကအပေါ်ပိုင်းဗလာကျင်းသည့်အင်ကြီးမဝေးရကြက်တဲလွန်သောအဝတ်အစားမဝေးရဗမာများသည်ရှေ့ဆန်၏ဟုရေးသားထားသည်ကိုသတိထားမိပါသည်ဘာဖြစ်လို့လဲအဒေလာကပြန်မိလိုက်ရာတွင်သူ့အတန်သည်အနှဲငယ်တုံရင်သွားသည်ရှက်သွားခြင်းကြောင့်လည်းဖြစ်နိုင်ပါသည်ရှင်ဝတ်ထားတဲ့အင်ကြီးကပါလွန်နေတယ်အဒေလာကဆာရာဝတ်ဆင်ထားသည်ကိုကြည့်လိုက်သည်ထမိန်နှင့်လက်ရှိအင်ကြီးတစ်ထည်ဝတ်ဆင်ထားကကျဲသီးများကိုအပြည့်အစုံတက်ဆင်ထားပြီးကော်လာမပါသည့်ရှက်အင်ကြီးပုံစံမျိုးဖြစ်သည်ဗမာပြည်ကလူတွေကတော်တော်ကြီးရှေ့ကြကြတယ်ဟုဆာရာကဆိုသည်ဟုတ်တယ်နော်အဒေလာကရေရွတ်လိုက်မိသည်အခန်းထဲသို့ရောက်သောအခါအဒေလာကသူ့ကိုယ်သူမှန်တဲတွင်ကြည့်လိုက်ရာအညိုရောင်ပေါင်းမီနှင့်ညှက်ဖက်နှံစီထားသည်ပေါ့ပေါ့ပါပါရှိသည့်ချီတဲ့အင်ကြီးတစ်ထည်ကိုဝတ်ဆင်ထားပြီးလက်များပေါ်တွင်ပန်းထိုးထားသည့်ထိုအင်ကြီးကိုအာဂါတန်ဖရီတက္ကသိုလ်အနီးရှိဆိုင်တစ်ခုမှဝယ်ခဲ့ခြင်းဖြစ်သည်ဆိုင်ရှင်ကထိုပိတ်စသည်လွန့်ကြခြင်းမရှိဟုဆိုခဲ့၏ပြတင်းပေါက်မှဝင်လာသည့်နေရောင်ဖြင့်ကြည့်လိုက်သည့်အခါအောက်ခံအဖြစ်ဝတ်ဆင်ထားသောအပေါ်ပိုင်းပလာခြင်းသည့်ခန္ဓာကိုယ်ကိုအတိုင်းသာမြင်တွေ့နေရသည်ခါနာတဝိုက်ရှိအသားများကိုလည်းတွေ့မြင်နေနိုင်သည်ထို့ကြောင့်အင်ဂျီကိုချွတ်လိုက်ပြီးအနက်ရောင်တီရှပ်ခပ်ပွားပွားတစ်ထည်ကိုပြောင်းလဲဝတ်ဆင်လိုက်သည်အဒေလာကထိုအင်ဂျီကိုညဝတ်အင်ဂျီအဖြစ်ဝတ်ဆင်ရန်ရည်ရွယ်လာခဲ့ခြင်းဖြစ်သည်အင်ဂျီပေါ်တွင်မိခင်ဖြစ်သူပေးလိုက်သောအယောင်ဆုံးပါသည့်ပိုးပိုးဝါတစ်ထည်ကိုလေပင်တွင်ပတ်လိုက်၏စိတ်တိုင်းကျဝတ်ဆင်ပြီးနောက်မှန်တဲတွင်ကြည့်လိုက်သောအခါသူ့မျက်နှာကိုပြန်မြင်ရသည်အညိုရောင်စပင်များမှာပူပြင်းသောရာသီဥတုကြောင့်ခက်ချောက်ချောက်ဖြစ်နေသည်မျက်ခုံးမွေးဆွဲရန်သူကပြင်းလာသည်နှာခမ်းမှာလည်းခပ်ပါပါဖြစ်သည်ဂရက်ကလှသည်ဟုချီးမွမ်းခဲ့သောသူမ၏အပြရောင်နှင့်မိခိုးရောင်ရှက်တန်းသောမျက်လုံးများသည်အထင်ရှားဆုံးပင်ဖြစ်သည်လေရင်စီလာစဉ်အိမ်မပြောခဲ့ခြင်းကြောင့်ထိုမျက်လုံးများမှလည်းနှိကြောင်ကြောင်ဖြစ်နေသည်ဗမာပြည်သည်သူမအားပြောင်းလဲပေးနိုင်မည်ဟုမျှော်လင့်ခဲ့တော်လဲယခုအချိန်ထိပြောင်းလဲမှုမတွေ့ရသေးပေအဒေလာအောက်ထပ်သို့ဆင်းလာသောအခါဆာရာကသူဝစ်ဆင်ထားသည့်အဝတ်အစားများနှင့်ပတ်သက်၍ဝေဖန်ခြင်းမပြုတော့ပေMBUအသင်း၏မော်တော်ယာဉ်သည်လမ်းပေါ်တွင်စောင့်ဆိုင်နေသည်ကားပေါ်သို့တက်လိုက်သည့်အခါ
ဆာရာကရင်မောင်းနှင့်ဗမာဘာသာဖြင့်ရေစရာမောစရာများပြောကအခြားနှစ်ဦးကိုကြိုဆိုရန်အတွက်နောက်ထပ်အေကေဟာသို့ထွက်ခွာသွားကြသည်နောက်ထပ်ကြိုရမည့်သူများမှာယောက်ျားလေးများပင်ဖြစ်လိမ့်မည်ဟုအဒဲလာတွေးထင်သာသည်သူတို့မှာယောက်ျားကြီးများသို့မဟုတ်မိန်းမကြီးများဟုခေါ်ရတော့ပြီးတက္ကသိုလ်ကျောင်းသူကျောင်းသားများဖြစ်ခြင်းကြောင့်လူငယ်များဟုမဆိုသာတော့ပြီသူတို့သည်ဆေးပညာကိုသင်ယူနေကြသူများဖြစ်သည်ကိုလည်းသိရှိလိုက်ရသည်သူတို့အားလုံးသည်ဗမာပြည်တွင်လှော်အားပေးရန်အတွက်ရောက်ရှိလာကြခြင်းဖြစ်သည်သူတို့ပြောနေကြသည့်စကားများတွင်ငှက်ဖျားယောဂအကြောင်းသွေးလွန်တုပ်ကွေးယောဂအကြောင်းကြားရသည်သူတို့ပြောနေသည်ကိုကြားရသည့်အခါအဒဲလာကအားကျတော့လဲစာပေဆိုင်ရာဘာသာရပ်ကိုသင်ယူခဲ့ခြင်းအတွက်အားငယ်စိတ်မဖြစ်ပေါ်ခဲ့ပြီဆာရာကသူတို့နှစ်ယောက်အတူအလုပ်လုပ်ရမည့်အတွက်ဝမ်းသာအားရစကားဆိုသည်အဒဲလာကသီလရှင်ကြောင့်တစ်ခုခုတွင်တွားရောက်နေထိုင်ရန်စဉ်းစားမိသေးသည်ထို့သောမဟုတ်ပါကဗမာအများစုရှိသည့်နေရာတွင်နေထိုင်လိုစိတ်ရှိသည်နွေရာသီတစ်ခုလုံးသူမ၏ပရောဂျက်အတွက်လေ့လာရန်ရှိသည်များကိုနေ့စဉ်ဘဝထဲမှလေ့လာသွားရမည်ဖြစ်သည်သူတို့စီးလာသောယင်သည်များပြားလာသည့်ယင်စီးကြောင်းကြီးတွင်ရောက်ရှိသွားပြီဖြစ်သည်ကားပြတင်းပေါက်မှတဆင့်အဒဲလာကပတ်ဝန်းကျင်ကိုလေ့လာမိသည်မြို့သည်လှပသောမြို့တစ်မြို့ဖြစ်၏ရှေးဟောင်းအဆောက်အအုံများစွာရှိသည်လမ်းဘေးဝဲယာတွင်ဆိုင်များရှိပြီးလူများသည်ခွေးချီကလေးများပေါ်တွင်ထိုင်ကာအေးတောင်းနေကြသည်ကိုလည်းတွေ့မြင်ရသည်သူတို့စီးလာသောယင်သည်ထရက်ကားတစ်စီးနောက်သို့ရောက်သွားသည်ကြည့်လိုက်သည့်အခါထရက်ကားပေါ်တွင်လူများပြည့်ကျက်နေပြီးလူချင်းကပ်နေသည်ကိုတွေ့ရသည်သို့သောသူတို့မျက်နှာများပေါ်တွင်ခံစားမှုတစ်စုံတရာမျှမရှိပေထိုစဉ်ထရက်ကားပေါ်မှအမျိုးသမီးတဦးကပါဇက်ထဲမှသွေးများကိုလမ်းပေါ်သို့အန်ချလိုက်သည်အမ်ဘူယူယုံသို့ရောက်သောအခါအခြားလောအားပေးများရောက်ရှိနေပြီဖြစ်သည်ပတ်ဝန်းကျင်ကိုလေ့လာကြည့်လိုက်သည့်အခါအဒဲလာစိတ်ပြတ်သွားသည်ပတ်ဝန်းကျင်ရှိလူငယ်များသည်သူနှင့်မခြားရှိကြပြီးအဝတ်ခွက်ပွားပွားများနှင့်အားကစားပြုလုပ်ရာတွင်စီးလေရှိသောဖက်နှက်များကိုစီထားကြသည်လောအားပေးလူငယ်များသည်ကင်မရာကိုစီပါကြပြီးလူတဦးတစ်ယောက်ကိုဓာတ်ပုံရိုက်မည်ဆိုပါကကြိုတင်ခွင့်တောင်းကြရသည်ဖုံးတော်ကြီးများသည်အမျိုးသမီးများအားမထိရဟုဆိုသည်ဗမာပြည်ကလုံခြုံစိတ်ချရရဲ့လားအဒဲလာကဲ့သို့ဝတ်ဆင်ထားသောမိန်းကလေးတဦးကသူ့အားမေးလာသည်ကျမဆိုလိုတာကအမျိုးသမီးတွေအတွက်လုံခြုံရဲ့လားလို့ပါတော်တော်ကလေးတော့လုံခြုံပါတယ်ဆာရာကဖြေသည်မိန်းကလေးတွေအနေနဲ့သတိတော်ထားရတာပေါ့ညမှောင်နေပြီဆိုရင်အပြင်မှာလမ်းမလျှောက်တင်ဘူးလူကြားနဲ့တွားရမယ်ဆိုရင်ပတ်စံတွေအများကြီးကင်ပြီးရေတွက်နေတာမျိုးမလုပ်သင့်ဘူးစတင်မေးမြန်းသောမိန်းကလေးမှာမရေမရာဖြစ်သွားသည်အဒဲလာအမြင်တွင်ဆာရာသည်ထိုမိန်းကလေးမေးသောမေးခွန်းကိုနှစ်သက်ဟန်မရှိပေဒါဆိုအိန္ဒိယလိုပဲပေါ့မိန်းမတွေဟာနေရာတကာမှာဒုတိယနေရာပဲရှိတဲ့သဘောပေါ့ဟုထိုမိန်းကလေးကမေးလာပြန်သည်ဆာရာကလိုက်ပြီးအိန္ဒိယနဲ့ပတ်သက်ပြီးတော့မင်းပြောတာတင်မတင်တော့ငါမသိဘူးဒါပေမဲ့ဒီမှာကတော့အဲ့ဒီလိုမဟုတ်ပါဘူးယောက်ျားမိန်းမခွဲခြားမှုမရှိပါဘူးမင်းအနေနဲ့ဘယ်နေရာပဲသွားမိန်းမမှုခွဲခြားနှိမ်ချဆက်ဆံခံရတာမျိုးတွေ့မှာမဟုတ်ပါဘူးဗုဒ္ဓဘာသာမှာအမျိုးသမီးတွေဟာအမျိုးသားနဲ့တော့အဆင်မတူဘူးဒါကိုတော့သတိထားရမယ်မျက်စိကိုဖွင့်ထားရမယ်လူတွေဘာပြောနေသလဲနားဆွင့်ထားရမယ်အဲ့ဒါဆိုရင်အဆင်ပြေပါတယ်โอเคလို့အမျိုးသမီးကဆိုပါတယ်အဒဲလာကဆာရာပြောလိုက်သည့်စကားများနှင့်ပတ်သက်၍ဒရီဟာဖြစ်နေသည်ဗုဒ္ဓဘာသာတွင်အမျိုးသမီးများ၏အဆင့်သည်အမျိုးသားများထက်အမှန်တကယ်နှိမ့်ချနေသည်လားဟုတွေးမိသည်သို့သောသူတို့လှော်အားပေးကြသည့်ဘုန်းကြီးကျောင်းတွင်မှတ်တမ်းရုပ်ရှင်ကားတကားဖြစ်သော2010ရွေးကောက်ပွဲပြီးသည့်နောက်မြန်မာနိုင်ငံ၏အခြေအနေကိုကြည့်ရသည့်အခါတွင်မူခွဲခြားမှုမရှိသည်ကိုတွေ့ရသည်ရွေးကောက်ပွဲလို့ခေါင်းစဉ်တက်ထားတာကနည်းနည်းများချဲ့ကားရရောက်နေမလားမသိဘူး။ဘာကြောင့်လဲဆိုတော့လွတ်လပ်မှုမရှိဘူးလို့မြင်ရတယ်။ဟုတ်တယ်။လုံးဝလွတ်လပ်တဲ့ရွေးကောက်ပွဲတော့မဟုတ်သေးဘူး။ဆာရာကဆိုသည်။သူတို့မှာတိုးတက်မှုရှိလာပြီဆိုတာတော့ညင်းလို့မရဘူး။ဟိုအိန္ဒိယနိုင်ငံအကြောင်းပြောသည့်မိန်းကလေးကဖြည့်ဆွက်လာသည်။ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့3နှစ်လောက်ကဒီကိုကျမတို့လာခွင့်မရခဲ့ဘူးလေ။အဒဲလာ၏ရင်ထဲ၌စိတ်တူမှုကံအောင်လာသည်။သူကအရာရာတွင်နှုတ်ဆက်နေတဲ့သူမဟုတ်ပေ
အတန်းတဲ့တွင်အကြောင်းအရာတစ်ခုခုဆွေးနွေးပါကမရရအောင်စဉ်းစားတွေးတောပြီးပါဝင်လေးရှိသူဖြစ်သည်ဘာမှမပြောဘဲနှုတ်ဆက်နေရသည်မှာလူတကာနှင့်ဒန်းတူရည်တူညံရည်မတူသူဟုအထင်ခံရမှာဆိုရင်လာသည်ထိုသူမျိုးကိုဂရက်ကအတုံးမကျတဲ့သူဟုကမွန်းတက်လေးရှိသည်အဒဲလာကလေးဘဝကလေးကအရာရာတွင်ရှေ့ဆောင်သူတဦးဖြစ်ခဲ့ခြင်းကြောင့်မပြောနိုင်မဆိုနိုင်ဖြစ်ရသည့်အခါရှက်မိသည်ယခုကဲ့သို့အုပ်စုကြီးတစုအတွင်ဘာမှမပြောဘဲနှုတ်ပိတ်နေရသည့်အခါမခံကြည့်မခံသာဖြစ်ရသည်လူတိုင်းကသူတို့အတွေ့အကြုံများကိုအသင်းအဖွဲ့အတွက်အကြံဉာဏ်အဖြစ်ပြောဆိုနေကြသည်ငါဘာကြောင့်မပြောနိုင်ရမှာလဲဟုရင်၌ဖြစ်ပေါ်လာသည်ကိုဦးပြောပြခဲ့ဘူးသည့်ရွေးကောက်ပွဲနှင့်ပတ်သက်သောအကြောင်းအရာများခေါင်းထဲတွင်ပေါ်လာတော့လဲကိုဦးကိုညီသည့်အခါကမျှမမေးခဲ့ဘူးသောအကြောင်းအရာတစ်ခုကလည်းရင်ထဲ၌ရှိနေသည်တကယ်လို့ရွေးကောက်ပွဲကအခြေအနေမကောင်းခဲ့ဘူးဆိုရင် UN ကဘာကြောင့်ဝင်မစွက်ဖက်ခဲ့တာလဲအခန်းထဲ၌ရှိနေသောသူအလုံးကစောစောပိုင်းတွင်ရွေးကောက်ပွဲနှင့်ပတ်သက်သည့်မလိုလားသောအခြေအနေများကိုပြောကြားခဲ့ကြတော့လဲအဒေလာမေးလိုက်သည့်အခါတွင်အသက်ခက်ကြီးအင်္ဂလိပ်လူမျိုးတယောက်အပါအဝင်အလုံးနှုတ်ဆက်သွားကြသည်သူတို့မျက်လုံးများကအဒေလာအားစူဇန်သည့်အကြည့်ဖြင့်လှမ်းကြည့်ကြသည်ထိုအကြည့်များကြောင့်အဒေလာရှက်သွေးဖြာ၍ဘာလို့ရမည်မသိဖြစ်သွားသည်ထို့ကြောင့်လေကြောင်းရှင်းလိုက်သည်ဝိုင်းကြည့်ကြသည့်အကြည့်များကြောင့်ခံစားရသည့်နောက်တစ်ခုမှာရင်ခုန်မှုပင်ဖြစ်သည်လက်တွေ့ကဘာထဲသို့ဝင်ရောက်နိုင်ပြီဟုလည်းအဒေလာကယုံကြည်သွားသည်သူမကစကားဆက်လိုက်သည်ကျမဆိုလိုတာက UN မှာစစ်တပ်တို့ဘာလို့မရှိပါဘူးဒါပေမဲ့ကမ္ဘာနိုင်ငံအရရက်ကနိုင်ငံတွေမှာရွေးကောက်ပွဲတစ်ခုကျင်းပမယ်ဆိုရင် UN ကစောင့်ကြည့်ရမဟုတ်လားဒါကြောင့်ဗိုလ်ချုပ်တွေကအမှန်တရားကိုမသိအောင်ဖုံးကွယ်ထားကြတာကိုမော်ကွန်းရုပ်ရှင်ရိုက်ကူးသူကဖြေလိုက်သည်ဟုတ်တယ်ကျမသိပါတယ်အဒဲလာကတုံ့ပြန်လိုက်သည်သူမပြောချင်သည်မှာရင်းအချက်ပင်ဖြစ်ကြောင်းညွှန်ဆိုလိုက်ခြင်းဖြစ်သည်ဆာရာကပတ်ဝန်းကျင်တစ်ခုလုံးကိုမျက်စိကစားလိုက်သည်ထို့နောက်သူမတင်ဆက်ရမည့်ကိစ္စကိုဆက်လက်ပြောကြားနေသည်အဒဲလာကအာယုံစူးစိုက်ရန်စူးစမ်းလိုက်သေးသည်ဆာရာပြောသမျှကိုအသေးစိတ်မှတ်သားနိုင်ရန်လည်းစူးစမ်းခဲ့သည်သို့သောကြုံတွေ့နေရသည့်အခြေအနေအရအခြေအနေမှာယူသွတ်မိုင်မရကြသည်ဟုအဒဲလာကယုံကြည်သည်ရိုက်နှက်ခံပြီးတင်ယူနေရသည်နှင့်လည်းတူသည်ထိုအချက်ကိုအဒဲလာလက်မခံပါသူမကိုသူမထိမ့်သိမ့်နေရသည်ဘုံကြီးကျောင်းသို့ရောက်သွားသောအခါဗမာလူမျိုးများနှင့်စတင်တွေ့ရှိရတော့သည်ထိုအခါဗမာများအကြောင်းသူပိုသိလာခဲ့သည်နွေရာသီကုံဆုံးချိန်အိမ်ပြန်မာကအဒဲလာသည်ဗမာလူမျိုးများနှင့်ပတ်သက်၍ကျွမ်းကျင်သူတို့ဖြစ်ရောမည်အ ਨੇ ဆုံးဂရက်ကိုကြွားနိုင်မည်ဟုယုံကြည်သည်နေ့လည်စာစားချိန်တွင်ဆာရာ၏လက်ထောက်ဖြစ်သူမတ်ဆိုးကဆိုတာနှင့်ထမင်းကြော်ဘူးများယူဆောင်လာခဲ့သည်အဒဲလာကဗမာစကားဖြင့်တွေ့ရတာဝမ်းသာပါတယ်ဟုပြောလိုက်တော့လဲထိုစကားကိုသူသဘောမကျပေမတ်ဆိုးကပြုံးပြသည်သူ့ကိုကြည့်ရသည်မှာလှုပ်အားပေးများနှင့်အသားကျနေပုံရပြီးထိုသူတို့၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးနေကြဖြစ်ပုံရသည်ထိုနေ့မွန်းလွယ်ပိုင်းတွင်အားလက်သည်ထို့ကြောင့်အဒဲလာကသူတဲခိုနေသည့်တဲခိုကန်သို့လမ်းလျှောက်ပြန်ရန်ဆုံးဖြတ်လိုက်၏အချိန်အပြင်မွန်းလွယ်တနာရီခန့်ရှိသည်လမ်းဘေးပလက်ဖောင်းများမှာပူကျက်နေသည်လမ်းဘေးတနေရာတွင်ဆာရာနှင့်ကိုဦးတို့တန်ရှိသောလွယ်အိမ်များကဲ့သို့လွယ်အိမ်ရောင်းသူတဦးကိုတွေ့ရသည်ထို့ကြောင့်သူမဆာရာကသူမတွင်ရှိသောပတ်စံခန့်နွမ်းများဖြင့်လှပသောအိတ်တလုံးကိုဝယ်ယူလိုက်သည်လွယ်အိမ်မှာအစိမ်းရောင်နှင့်မိခိုးရောင်တို့ရောရှက်ချေမှုန်းထားသည်လက်ထဲတွင်ကင်ထားသောပစ္စည်းများကိုလွယ်ထဲသို့ထည့်လိုက်ပြီးဆက်လျှောက်ခဲ့သည်ရှေ့နားတွင်အနီရောင်အုတ်တိုက်ကြီးကြီးတစ်ခုကိုတွေးလိုက်ရသည်ကြည်ရသည်မှာအတုံးမပြုတ်သည်မှာကြာပြီဖြစ်ပုံရ၏ထိုတိုက်ကြီးသည်ဘလောက်တစ်ခုလုံးကိုအပြည့်နီးပါးမျှဆောက်လုပ်ထားသည်ခြံဝင်းကြီးတစ်ခုအတွင်း၌ရှိပြီးတစ်ပင်များပပတ်လဲတွင်ရှိနေ၏ခြံဝင်းမှာတန်ဆူးကြိုးများဖြင့်ကာရန်ထားသည်ဂိမ်းဝတွင်ဆိုင်းဘုတ်တစ်ခုတွေ့ရသည်အဒဲလာကဤခြံဝင်းကိုဓာတ်ပုံရယူလိုသည်ဖြင့်တစုံတစ်ယောက်ကိုခွင့်တောင်းရန်ရှာကြည့်တော်လဲမည်သူကိုမျှမတွေ့ရပေထို့ကြောင့်ဓာတ်ပုံအနှဲငယ်ရယူလိုက်သည်သူ့ပခုံးအားတစုံတစ်ယောက်ကပုတ်လာသည်ဖြင့်လှည့်ကြည့်လိုက်ရာအိုမင်းလာသောလူတစ်ယောက်ကိုတွေ့ရသည်အဒဲလာဘဝတွင်
ဤမြအိုမင်းသောသူကိုတစ်ကြိမ်တစ်ခါမျှမတွေ့ဘူးပေသူသည်သပင်ဖြူများကိုစီးနှောင်ထားပြီးမျက်မှန်အမဲကိုတတ်ထား၏ထိုသူကဗြိတိရှလေတံပီပီတတဖြင့်မင်းဒီအဆောက်အဦအကြောင်းသိလိုလားဟုမေးလာသည်သူရက်နေသည့်နေရာမှာအဒဲလာနှင့်တလက်မများသာကွာဝေသည်ထို့ကြောင့်သူအသက်ရှူလိုက်တိုင်းထွက်ပေါ်လာသည့်ကြက်သွန်နံကိုအဒဲလာရနေသည်သူတွင်အောက်သွားတစ်ချောင်းသာရှိသည်ကိုလည်းအဒဲလာသတိထားမိလိုက်သည်ထို့ကြောင့်နောက်သို့ခြေတလန်းဆုပ်လိုက်သည်ကျမမသိပါဘူးဒါပါလဲသူမမသိဟုဆိုသည်ဖြင့်အဖိုးကြီးကဝမ်းသာသွားပုံရသည်ဒီဥစ္စာအတွင်းဝင်ယုံများယုံကိုခေါ်တယ်ဒီယုံမှာဗိုလ်ချုပ်အောင်ဆန်းအသက်ခံခဲ့ရတာပေါ့အောင်ဆန်းကိုတော့မင်းသိမယ်ထင်ပါတယ်အဒဲလာကစကားတုံ့ပြန်ရန်နှောင့်နှေးသည်ဖြင့်သူကပင်စကားဆက်သည်ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖေပေါ့သူကငါတို့ဒီမိုကရေစီဖခင်လည်းဟုတ်တယ်ငါတို့နိုင်ငံဗြိတိရှလက်အောက်ကလွတ်လပ်ရေးရကန်ဤစစ်စစ်မှာလောက်ကြံခံခဲ့ရတာသူကဗမာပြည်မှာရှိတဲ့လူမျိုးအသီးသီးကိုစီယုံပေးနိုင်မဲ့ငါတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲဒါကြောင့်ငါကဒီနေရာကိုမကြာခဏလာလေးရှိတယ်တို့မျှော်လင့်လေးရှိတဲ့ဒီမိုကရေစီမှတ်တိုင်တစ်ခုလို့ပြောနိုင်မယ်ပေါ့ကွာအခုငါမင်းကိုမေးမယ်ဘာအကြောင်းနဲ့မင်းစိတ်ပြက်လက်ပြက်ဖြစ်မလဲအဒဲလားတွင်အဖြေမရှိပေသို့တော့ထိုလူကလည်းအဖြေကိုစောင့်မနေပါငါတို့မှာတော့ကိုပဲပြန်လက်ညှိုးထိုးနေရတယ်သူကသူ့လက်ညှိုးဖြင့်သူ့နှလုံးသားနေရာတစ်ဝိုက်ကိုထိုးပြနေသည်ငါတို့အနေနဲ့တွန်တို့ဒစ်တို့ဟယ်ရီတို့ကိုအပြစ်တင်နေဖို့မလိုဘူးအောင်ဆန်းကိုတက်သွားတာကငါတို့လူမျိုးတွေကပဲတက်တာငါတို့နိုင်ငံနဲ့မောင်နှမနိုင်ငံလို့ပြောနိုင်တဲ့အိန္ဒိယကိုကြည့်ငါတို့ကအခုတည်းကသူတို့ကိုမမီသေးဘူးသူကစကားအဆုံးသက်ပြီးမျက်မှန်ကိုနှာခေါင်းပေါ်သို့ဆွဲတင်လိုက်သည်သူ့ကိုကြည့်ရသည်မှာ19ရာစုနှင့်အင်္ဂလိပ်တရားစာအုပ်ကိုတင်ခဲ့ဘူးပုံရသည်ဗြိတိရှအုပ်ချုပ်မှုအောက်တွင်နေခဲ့ဘူးပုံရသည်ဟုအဒဲလာကတွေးမိသည်ကိုလိုနီဘဝကြာရောက်ခဲ့သောနိုင်ငံများအကြောင်းနှင့်ပတ်သက်၍အဒဲလာက In Surgery and the Politics of Ethnicity ကိုစာအုပ်ကိုဖတ်ရမည်ဟုပြန်သတိရလိုက်သည်ထိုစာအုပ်ကိုဖတ်စဉ်ကအဒဲလာကကိုလိုနီဘဝကိုကြော်ကလက်ရှိဘဝအခန်းကဏ္ဍကိုသာဖတ်ခဲ့မိသည်ကိုလိုနီဘဝဆိုသည်မှာသူဖတ်နေသည့် Heart of Darkness နှင့်အခက်ဆင်ဖြစ်နေသည်ကိုလည်းမကြာခဏသတိပြုမိသည်အဒဲလာကထိုအဖိုးကြီး၏နေရွက်ကိုသတိထားမိသည်သူ့နေရွက်သည်မေးစီနာထိရှိသည်ကိုသတိထားမိသည်အဖိုးကြီးကအိတ်ထဲမှလက်ကင်ဘဝကိုထုတ်ကမျက်နှာပေါ်မှချွေးများကိုတုံနေသည်မင်းဘယ်တော့ရောက်တာလဲဟုသူကမေး၏အမှန်တိုင်းပြောရရင်တော့ကျမမနေ့ကမှရောက်တာပါဟုတ်ပြီဒီတော့မင်းကငါတို့အတွက်ဘာတွေလုပ်ပေးမှလဲသူသုံးလိုက်သည့်ငါတို့အတွက်ဆိုသည့်စကားကအဒဲလာအတွက်ထူးဆန်းနေသည်ဗမာပြည်အတွက်တစုံတစ်ခုလုံးမပေးနိုင်ပါကဗမာပြည်သို့လာရန်မဟုတ်ဟုအတိတ်ပဲတက်ရောက်နေသည်ကျမကဘုံတော်ကြီးတင်ကြောင်းမှလှော်အားပေးနေပါတယ်အဖိုးကြီးကခေါင်းငိမ့်သည်သူမေးအောင်မှအသားဆိုင်များကလှုပ်ခါနေသည်အေးကောင်းတယ်အခုတော့နိုင်ငံသားတော်တော်များများလာနေကြပြီတကယ်လားအဒဲလာကမေးလိုက်သည်မေးပင်မေးတော့လဲအမှန်ပင်ဖြစ်သည်ကိုအဒဲလာသိပြီးဖြစ်သည်သူကဲ့သို့လှော်အားပေးမိသူများစွာတို့လာရောက်နေကြသည်ကိုသိပြီးဖြစ်သည်မင်းတို့လာတာတွေ့ရတော့ကိုလိုနီခေတ်မှာနေခဲ့ရတာကိုသတိရမိတယ်သူစကားထိုစကားကိုသာပြောပြီးအဖိုးအိုကအလဲထွက်သွားသည်အဒဲလာနေရာမှပင်ရက်နေမိသည်သူပြောသွားသည့်စကားအတိတ်ပဲကိုစဉ်းစားနေမိသည်ဗြိတိရှတို့အုပ်စိုးနေစဉ်ကာလကနိုင်ငံသားများသည်ယခုကဲ့သို့ဗမာပြည်ကိုမလာခဲ့ကြဟုယူဆရသည်မာလိုရေးသားခဲ့သောကိုလိုနီပြုလုပ်ခြင်းအကြောင်းကိုပြန်သတိရမိသည်ယခုနဖူးတွေဒူးတွေကိုလိုနီခေတ်တွင်နေခဲ့သောလူတစ်ယောက်နှင့်ရင်ဆိုင်တွေ့လိုက်ရသည်သူကတန်တန်တတအဆိုသွားခဲ့၏လှည့်ထွက်သွားသောအဖိုးအိုကိုအဒဲလာကလျှို့ဝှက်စွာဖြင့်ဓာတ်ပုံတစ်ပုံရယူလိုက်သည်